လူမိသားစုရဲ့အိမ်တွင်းရေးကတော့အကြီးအကျယ်ရှုပ်ထွေးနေပြီးရောက်ခါမှဖြစ်သူကအဝါလုံးနဲ့ချွေးမဖြစ်သူရှန်နာဟွားကိုအိမ်ကနေအပြီးနှင်ချဖို့အတွက်ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖို့အတင်းကျပ်ဖိအားပေးနေပါတယ်။ရောက်ခါမှကြီးကရှန်နာဟွားကိုအစားကြီးပြီးအလုံးမလုံးတဲ့အပြင်သားဖြစ်သူလူကျန့်ကော်ရဲ့မျက်နှာကိုလည်းအမြဲညှို့ငယ်အောင်လုပ်တယ်ဆိုပြီးပြစ်တင်ရှုတ်ချနေတာပါ။ဒီကြားတဲ့ခဲအိုနဲ့ရောင်းမဖြစ်သူတွေကလည်းရှန်နာဟွားစီကနေအဝတ်ချုပ်ဆက်ဝယ်ခွင့်ကပ်ပြားနဲ့တခြားပစ္စည်းတွေကိုအပိုင်စီးဖို့အရှက်မရှိချောင်းနေကြပြီးသူမရဲ့ခန္ဓာကိုယ်ချိုးစားကိုပါလောင်ပြောင်တယောနေကြပါတယ်။တကယ်တော့ရှန်နာဟွားဟာလက်ရှိအချိန်မှာခေတ်တစ်ခုကနေကူးပြောင်းလာတဲ့အမျိုးသမီးတဦးဖြစ်နေခဲ့ပါပြီ။သူမကအရင်လိုဦးတူပုံစံမျိုးမဟုတ်တော့ပဲစိတ်ပြက်သားသားနဲ့ကွာရှင်းပေးဖို့သဘောတူလိုက်တာကြောင့်လူမိသားစုဝင်တွေအံ့အားသင့်သွားကြပါတယ်။ဒါပေမဲ့ရှန်နာဟွားကအလကားတော့အင်္ဂါစင်းမသွားပဲသူမယူဆောင်လာခဲ့တဲ့အဝတ်ချုပ်ဆက်ကပ်ဆက်ဖိန်းကပ်ရိတ်ခါကပ်တွေအပြင်ကုန်ထုတ်လုပ်ငန်းရမှတ်တွေနဲ့လူမိသားစုဝင်တွေခိုးစားထားတဲ့ကြက်ဥ12လုံးကိုပါတခုမကြံပြန်ပေးဖို့စည်ရင်းစစ်စေးတောင်းဆိုလိုက်ပါတယ်။ရောင်းမဖြစ်သူကကြက်ဥရေအတွက်ကိုညှင်းဆန်ဖို့စ조사ရင်းနဲ့သူကိုယ်တိုင်လေးလုံးခွဲတောင်စားခဲ့ရဆိုပြီးအမှန်တိုင်းဦးကြောင်လွတ်ခနဲပြောမိသွားတာကြောင့်ရှန်နာဟွားရဲ့လောင်ပြောင်ခြင်းကိုခံလိုက်ရပါတယ်။ရောက်ခမကြီးကရှန်နာဟွားကိုလာပြီးပြဿနာမရှာနဲ့လို့ကျိမ်းမောင်းပေမဲ့ရှန်နာဟွားကတော့ဒါဟာပြဿနာရှာတာမဟုတ်ပဲအမျိုးသမီးတယောက်ရဲ့နိုးကြားမှုဖြစ်တာမို့အသားကျအောင်အားလုံးပဲလိုက်ရောညီထွေဖြစ်အောင်နေကြဖို့ခက်အေးပဲတုံ့ပြန်လိုက်ပါတယ်။ပစ္စည်းတွေကိုအပိုင်သိမ်းချင်နေတဲ့လူမိသားစုကိုရှန်နာဟွားကလွန်ခဲ့တဲ့နှစ်လုံးသူမဒီအိမ်ကိုလာခဲ့တုန်းကဂုံးဆောင်တစ်နှစ်ထဲတန်တဲ့အိုးတလုံးရိတ်ခါမြောက်များနဲ့တန်မိုးရှိတဲ့ကပ်ပြားတွေကိုယူဆောင်လာခဲ့တာဖြစ်ပြီးလူမိသားစုကသူမကိုကျွေးမွေးစောင့်ရှောက်တာမဟုတ်ပဲဝက်တကောင်လိုသဘောထားပြီးအမျက်ထုတ်ခဲ့တာဖြစ်ကြောင်းတဘာဝကြနဲ့ထိမိရင်ဒီစွာပြန်လဲချေပလိုက်ပါတယ်။ဒါအပြင်လူကျန့်ကော်ကိုအမြန်ဆုံးပြန်ခေါ်ဖို့နဲ့စင်းရှင်းလို့မပြီးမချင်းဒီအိမ်ကနေဘယ်မှမသွားဘူးလို့ပြက်သားတောင်းဆိုလိုက်ပါတယ်။အခြေအနေတွေရုပ်တဲဖြစ်နေချိန်မှာပဲလူကျန့်ကော်အိမ်ကိုပြန်ရောက်လာပါတယ်။ရှန်နာဟွားကလူကျန့်ကော်ကိုမြင်ချင်းပဲမိခင်ဖြစ်သူကသူမကိုပစ္စည်းလို့နဲ့အိမ်ကဆင်းခိုင်းပြီးကွာရှင်းခိုင်းနေတာကိုတိုက်ရိုက်ပြောပြလိုက်ပါတယ်။သူမအနေနဲ့ကွာရှင်းဖို့သဘောတူပေမဲ့သူမပစ္စည်းတွေကိုတော့အဆုံးရှုံးမခံနိုင်ကြောင်းသူမကဝါတော့နေတာမှန်ပေမဲ့လူမိသားစုရဲ့အလားကားရတဲ့တိုးလောင်ယုံမဟုတ်ကြောင်းပြတ်သားစွာပြောဆိုလိုက်ပါတယ်။အရင်ကကွာမရှင်းကျင်ပဲတွေ့ကပ်နေခဲ့တဲ့ရှန်နာဟွားတယောက်အခုလိုချက်ချင်းပြောင်းလဲသွားတာကိုလူကျန့်ကော်ကနားမလည်နိုင်ဖြစ်နေချိန်မှာပဲရှန်နာဟွားကတော့အရင်ကအချစ်အတွက်ကန်းခဲ့ရင်မဲ့အခုတော့အမြင်မှန်ရသွားပြီဖြစ်ကြောင်းနဲ့ခဲအိုဖြစ်သူကိုပါစကားလုံးတွေနဲ့အလဲထိုးပြီးလူမိသားစုတစ်ခုလုံးကိုစကားတခွန်းမှပြန်မပြောနိုင်အောင်ပိုင်နိုင်နှိမ်နှင်းလိုက်ပါတော့တယ်။လူကျန့်ကော်ကရှန်နာဟွားကိုတကယ်ပဲကွာရှင်းကျင်တာလားလို့ထက်လောင်းတီးပြလာတဲ့အခါမှာတော့သူမပစ္စည်းတွေပြန်ရရင်တကယ်ကွာရှင်းမှဖြစ်ကြောင်းစိတ်ပြက်သားတုံ့ပြန်လိုက်ပါတယ်။ဒီကြားတဲ့ရောင်းမှဖြစ်သူလူမေကရှန်နာဟွားဟာလူကျန့်ကော်ကိုမခွဲနိုင်လို့တမင်တက်ပစ္စည်းတွေအကြောင်းပြပြီးပြဿနာရှာနေတာပါလို့ကြားကနေဂုံချောဖို့စ조사ပြန်ပါတယ်။ဒါပေမဲ့ရှန်နာဟွားကလူမေရဲ့စကားလိမ်ညာတွေကိုချက်ချင်းပဲလောင်ပြောင်ပြီးပါဆက်ပိတ်သွားအောင်ပြောဆိုလိုက်ပါတယ်။လူကျန့်ကော်ကဘာပစ္စည်းတွေပြန်လိုချင်လဲလို့မေးလာတဲ့အခါရှန်နာဟွားကသူမယူလာတဲ့အဝတ်ချုပ်ဆက်ကပ်ဆက်ဖိန်းကပ်ရိတ်ခါကပ်ပြားတွေအပြင်ကြက်ဥ12လုံးကုန်ထုတ်လုပ်ငန်းရမှတ်36မှတ်နဲ့သူမရဲ့မင်္ဂလာတင်တောင်းပစ္စည်းဖြစ်တဲ့ဂုံးဆောင်နှစ်ထည်နဲ့တန်တဲ့အိုးတလုံးကိုပါအတိအကျစည်ရင်းချပြလိုက်ပါတယ်။ရောက်ခမကြီးကဂုံးဆောင်ကိုလူမေသုံးနေပြီးသားဖြစ်ကြောင်းနဲ့လူအိမ်ကိုရောက်လာကြတဲ့ကလူအိမ်ကပစ္စည်းချစ်သွားပြီလို့အပိုင်စီးဖို့ပြောပေမဲ့ရှန်နာဟွားကရောက်ခမကြီးကိုလည်းစိုင်းတူဆိုင်ရာစကားလုံးတွေနဲ့ထိမိအောင်ပြန်လဲချေပလိုက်ပါတယ်။လူကျန့်ကော်ကပစ္စည်းတချို့ကိုပြန်ပေးလို့ရပေမဲ့ကုန်ထုတ်လုပ်ငန်းရမှတ်တွေကဘာလဲလို့မေးမြန်းလာပါတယ်။ရှန်နာဟွားကຫນွေဥဆက်ပြိုးရေးတုန်းကလူကျန့်ကျွင်းကိုစား3ရက်ကြာလဲဆင်းပေးခဲ့တာနွေရာသီတိတ်ချိန်တုန်းကရောက်ခမကြီးကိုစားကောက်ရိုးလန်းပေးခဲ့တာနဲ့လူမေကိုစားဝက်ချံမှာရေခက်ပေးခဲ့တဲ့ရမတ်တွေကိုလူမိသားစုဝင်တွေကအပိုင်စီးပြီးခေါင်းပုံဖြတ်ခဲ့ကြတာကိုအချက်လက်ပြည့်စုံနဲ့ဖော်ထုတ်လိုက်ပါတယ်။လူကျန့်ကော်ကသူ့မောင်ဖြစ်သူလူကျန့်ကျွင်းကိုထိုရက်ပိုင်းကခါနာနေရဆိုပြီးအလုံးမလုံးတာကိုမင်းမြန်းရရှန်နာဟွားကလူကျန့်ကျွင်းဟာအလုံးလုံးချိန်မှသာခါနာတက်ပြီးမြစ်ထဲမှာငါးဖမ်းဖို့ကြတော့ခါမနာပဲလဲဝဲရှိလာကြောင်းတယော်လိုက်ပါတယ်။ရောက်ခမကြီးကလည်းချွေးမဖြစ်ပြီးအလုံးကျွေးပြူတာဘာဆန်းလဲလို့ဝင်ပြောပေမဲ့ရှန်နာဟွားကမိမိကိုလူပြင်းလို့လဲဆွရမတ်တွေကိုလည်းအပိုင်စီးတာဟာမတရားကြောင်းမိမိကိုကြိတ်ဆုံကြောက်လို့သဘောထားပြီးအတုံးချနေတာကိုလက်မခံတော့ကြောင်းပြတ်သားစွာပြောဆိုလိုက်ပါတယ်။အခြေအနေတွေတင်းမာလာပြီးကွာရှင်းဖို့ကချက်ချင်းမပြီးနိုင်ဘူးလို့လူကျန့်ကော်ကဆိုတဲ့အခါမှာတော့ရှန်နာဟွားကသူမအနေနဲ့မလောပဲဖြည်းဖြည်းချင်းပဲရှင်းကြတာပေါ့လို့ဆိုပါတယ်။ဒါပေမဲ့ဒီနေ့ကစားပြီးထမင်းမချက်အဝတ်မလျှော်ဝတ်မကြွေးတော့ပဲအလုပ်လုပ်စေချင်ရင်ရမှတ်အတိုင်းပြန်ပေးရမယ်ဖြစ်ကြောင်းနဲ့ရောက်ခမကြီးအော်ဟစ်နေရင်လည်းအိမ်နီးနားချင်းတွေကိုခေါ်ပြီးကြက်ဥခိုးစားတဲ့အကြောင်းတွေပါအကုန်ဖွင့်ပြောပြမယ်လို့ချင်းချောက်လိုက်တာကြောင့်ရောက်ခမကြီးမှာဘာမှမပြောရဲတော့ပဲငြိမ်သွားရပါတယ်။နောက်ဆုံးမှာတော့ရှန်နာဟွားကအဝတ်ချုပ်ဆက်ကပ်ပြားကိုဝတ်ထားတဲ့တော့ကိုတောင်းဆိုလိုက်ပါတယ်။လူမေကမတိကျင်ရောက်ဆောင်နေပေမဲ့သူမရဲ့မျက်လုံးကအိတ်စီကိုခဏကြည့်နေတာကိုရှန်နာဟွားကမိမိရဖမ်းမိသွားပြီးလူမိသားစုကမောင်နှမ2ယောက်စလုံးဟာဦးကြောင်နဲ့အမားယွင်းတွေကိုကိုယ်တိုင်ဖော်ကောင်လုံးမိကြသူတွေဖြစ်ကြောင်းတယော်လိုက်ပါတယ်။လူကျန့်ကော်ကစိတ်ဆိုးမှန်ဆိုးနဲ့ကပ်ပြားကိုထုတ်ပေးဖို့မောင်နှမတွေကိုအမိန့်ပေးလိုက်ရပါတော့တယ်။လူမေကနှမျောတနဲ့ကပ်ပြားကိုထုတ်ပေးလိုက်ရတဲ့အခါမှာတော့ရှန်နာဟွားကသူမရဲ့အဖိုးတန်ပစ္စည်းလေးကိုပြန်လည်ရရှိသွားတဲ့အတွက်ဝမ်းသာအားရနဲ့သဘောကျနှိမ့်ချိုက်သွားပါတော့တယ်။ရှန်နာဟွားဟာအဝတ်ချုပ်ဆက်ကပ်ပြားလေးကိုပုတ်တက်ရင်းနဲ့ဒီကပ်ပြားလေးသာလူမေရဲ့လက်ထဲမှာဆက်ရှိနေရင်သူမလူအိမ်ကိုလက်ထပ်ဝင်လာခဲ့ရတာထက်ပိုပြီးတနာစရာကောင်းတဲ့ဘဝမျိုးရောက်သွားမှာဖြစ်ကြောင်းကပ်ပြားလေးကိုပဲလမ်းပြီးတနာစရာကောင်းအောင်ရေရွတ်လိုက်ပါတယ်။ဒီအခါရောက်ခမကြီးကကပ်ပြားတရက်တဲ့အတွက်နဲ့ဒီလောက်ထိစိတ်တဆန်စကားနာထိုးရသလားလို့ဝင်ပြောရရှန်နာဟွားကမိမိပစ္စည်းမဟုတ်တော့အပြောကတော့လွယ်တာပေါ့လို့ပြန်ချေပါပြီးဒါဆိုရင်ရောက်ခမကြီးတိတ်တာအောက်ခြေမှာဝတ်ထားတဲ့ငွေလက်ကောက်ကိုသူမကိုပေးမလားလို့ခနဲ့လိုက်ပါတယ်
ရောက်ခါမကြီးကလည်းမိမိလက်ကောက်မို့လို့ချက်ချင်းညှင်းဆန်တဲ့အခါမှာတော့ရှန်နာဟွားကမိမိပစ္စည်းကြမှာနာကျင်တက်ပုံကိုထောက်ပြပြီးလူမိသားစုရဲ့တကူကောင်းဆန်တဲ့ကြိုးကြောင်းဆင်ခြင်မှုတွေကိုအဆက်ခွဲလိုက်ပါတော့တယ်ဆက်လက်ပြီးလူကြန့်ကော်ကစက်ဖိန်းကက်ပြားဘယ်မှာလဲလို့ထပ်မေးတဲ့အခါခဲအိုဖြစ်သူလူကြန့်ကျွင်းကပြားပြားတလဲညှင်းဆန်ပါတယ်ဒါပေမဲ့ရှန်နာဟွားကလူကြန့်ကျွင်းရဲ့ရှာထစ်နေတဲ့ပြားရခတ်ပုံကိုကြည့်ပြီးသူကိုလူမိဖြစ်နေတာကိုရိမ့်မိကအိယာအောက်ကဖြာကိုလန့်ရဲသလားလို့စိန်ခေါ်လိုက်ပါတယ်နောက်ဆုံးမှာတော့လူကြန့်ကျွင်းကတငယ်ချင်းဖြစ်သူရဲကျူးကိုပြဖို့ခိတ္တချေးပေးထားတာပါလို့ဝန်ခံလိုက်ရပါတယ်ရှန်နာဟွားကကပြားကိုဝင်ငွေနဲ့လဲဖို့ကြံစီနေတာကိုသိတာကြောင့်ဒါဟာစစ်မှုထမ်းမိသားစုရဲ့ပစ္စည်းကိုခိုးယူပြီးမောင်ခိုကုန်တယ်မှုပြုလုပ်တာဖြစ်လို့အကြီးကဲတွေစီတိုင်တန်းပြီးအဖမ်းခိုင်းရမလားလို့ချင်းချောက်လိုက်တဲ့အခါမှာတော့လူကြန့်ကျွင်းလဲကြောက်ကြောက်လန့်နဲ့ကပြားကိုချက်ချင်းသွားယူပေးခဲ့ရပါတော့တယ်လူမိသားစုဝင်တွေကရှန်နာဟွားတယောက်ဝါတာတင်မကပဲဒီနေ့မှဘာလို့ဒီလောက်ရန်လိုနေရတာလဲလို့ညီးတွားနေကြစဉ်ရှန်နာဟွားကတော့မိမိမှာဦးနောက်ကိုကာကွယ်ပေးထားတဲ့အစီတွေရှိလို့ဖိအားတန်ခံနိုင်ရည်ရှိကြောင်းနဲ့လူမိသားစုလိုပိန်ပြီးဦးနောက်မရှိတာကမှတကယ်အရှုံးဖြစ်ကြောင်းခက်ရင်ရင်လေးတုတ်ပြန်လိုက်ပါတယ်လူကြန့်ကျွင်းကကပြားကိုပြန်ယူလာပေးပြီးတဲ့နောက်လူကြန့်ကော်ကစိတ်တူတူနဲ့ရှန်နာဟွားကိုကြွာရှင်းမှဖြစ်တဲ့အတွက်လူအိမ်ကထမင်းကိုလည်းလုံးဝမစားနဲ့တော့လို့တားမြစ်လိုက်ပါတယ်ရှန်နာဟွားကလည်းအလျှော့မပေးဘဲမီးဖိုချောင်ထဲကတန်တဲ့အိုးကိုသွားယူပြီးအိမ်ကဆင်းဖို့ပြင်ပါတယ်ရောက်ခါမကြီးကတန်တဲ့အိုးကနှစ်တောင်သုံးထားပြီးသားမို့အိမ်ပိုင်ဖြစ်နေပြီလို့အတင်းလူပေမဲ့ရှန်နာဟွားကဒါဆိုရင်မိမိကလည်းလူကြန့်ကော်ကိုနှစ်လုံးသုံးဆွဲခဲ့တာမို့လူကြန့်ကော်ကလည်းမိမိပိုင်ပစ္စည်းဖြစ်ရမှာပေါ့လို့ထိမိတဲ့လောဂျစ်နဲ့ပြန်လည်ပိတ်ပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့လူကြန့်ကော်ကအခြေအနေကိုထိမ့်သိမ်းဖို့အတွက်ဒဲအိုးကိုခြံထားခဲ့ပြီးရှန်နာဟွားကိုထမင်းကျွေးလိုက်ဖို့မိခင်ဖြစ်သူကိုတားမြစ်လိုက်ရပါတော့တယ်ရှန်နာဟွားကလည်းလူကြန့်ကော်ရဲ့လိုက်တီးမှုကိုသဘောကျပြီးထမင်းကိုအေးအေးဆေးဆေးထိုင်စားနေပါတယ်လူမေကမနှက်ဖြန်ကစားပြီးဘသူထမင်းချက်မှလဲလို့မေးတဲ့အခါရှန်နာဟွားကတော့ဗိုက်စားတဲ့သူချက်ရမှာဖြစ်ပြီးမိမိကတော့အလုပ်ကျွေးပြတော့မှမဟုတ်ကြောင်းပြက်သားစွာပြောဆိုလိုက်ရလူမေတယောက်ထမင်းမချက်တတ်လို့မျက်နှာပြက်သွားရပါတော့တယ်လူမေကထမင်းမချက်တတ်ကြောင်းညှင်းဆန်တဲ့အခါမှာတော့ရှန်နာဟွားကမှန်ကြည့်ဖို့သူများတိတ်တာမွေဖို့နဲ့ကပြားခိုးဖို့ကြတော့တက်ပြီးထမင်းချက်ခါနီးမှဘာလို့မှတ်ညံချို့ရင်းသွားရတာလဲလို့လောင်ပြောင်ပြီးလူမေရဲ့အရေးချင်းတွေကတလွဲနေရာတွေမှာပဲထူးချွန်နေကြောင်းထိထိမိမိဝေဖန်လိုက်ပါတယ်ရောက်ခါမကြီးကလည်းဒေါသကြီးနဲ့ဒီအိမ်မှာချွေးမဖြစ်သူအာနာပြတာကိုလက်မခံနိုင်ကြောင်းအော်ဟစ်ပြန်ပါတယ်ဒါပေမဲ့ရှန်နာဟွားကသူမအနေနဲ့အိမ်ရှင်လုပ်ဖို့စူးစမ်းနေတာမဟုတ်ပဲလူမိသားစုရဲ့အလားကားရတဲ့အိမ်ကူလောက်ကနေနှုတ်ထွက်လိုက်တာဖြစ်ကြောင်းအေးအေးဆေးဆေးပဲတုတ်ပြန်လိုက်ပါတယ်ဒီကြားတဲ့မိဖို့ချောင်းထဲကစံပြုတ်ကတူးသွားတာကြောင့်ခဲအိုဖြစ်သူကစံပြုတ်မဲသွားတဲ့အကြောင်းပြောတဲ့အခါရှန်နာဟွားကထိုစံပြုတ်ဟာလူမိသားစုရဲ့မဲညစ်ပြီးခါတက်နေတဲ့စိတ်သက်တွေနဲ့အတော်လေးတူညီကြောင်းခနဲ့ရတဲ့ပြောဆိုလိုက်ပါတယ်အဲ့ဒီနောက်သူမကအထုပ်ပိုးတွေကိုပြင်ဆင်ပြီးရွာနောက်ဖက်ကမိခင်ဖြစ်သူခြံထားခဲ့တဲ့အိမ်အိုလေးစီကိုပြောင်းရွှေ့ဖို့ပြင်ဆင်ပါတော့တယ်ရောက်ခါမကြီးကအိမ်ကဆင်းသွားရင်ဘယ်တော့မှပြန်မလာနဲ့လို့မောင်းထုတ်ပေမဲ့ရှန်နာဟွားကတော့ကျမကဝါထုတ်ပြီးအသွားလာနေခွေးပေမဲ့သွားမဲ့ဦးတည်ချက်ကတော့ပြတ်သားပြီးသားမို့စိတ်ချလက်ချနေခဲ့ဖို့ပြောဆိုခဲ့ပါတယ်လူမိသားစုဝင်တွေကဂုံးဆောင်တန်တဲ့အိုးနဲ့ကြက်တွေကိုပါအပိုင်စည်းကျင်နေသေးပေမဲ့ရှန်နာဟွားကတော့ဘယ်ရာကိုမှချမ်းမထားခဲ့ပဲအကုန်သိန်းကျုံယူဆောင်သွားပြီးလူမိသားစုကိုစကားလုံးတွေနဲ့အလဲထိုးကအိမ်ပေါ်ကနေအောင်နိုင်သူတယောက်လိုဆင်းလာခဲ့ပါတယ်လမ်းမှာအတင်းဖြင်းပြောရတာဝါသနာပါတဲ့လူကြီးနဲ့တိုးရဲ့အခါမှာလဲရှန်နာဟွားကမိမိဟာရောက်ခမနင်ချလို့ဆင်းလာတာမဟုတ်ပဲအလားကားရတဲ့အလုပ်ကနေမိမိသဘောနဲ့မိမိနှုတ်ထွက်လာတာဖြစ်ကြောင်းအရှက်မရှိအတင်းဖြင်းလိုက်ပြောနေတဲ့လူကြီးရဲ့ပါဆက်ကိုပိတ်သွားအောင်ခြေပတ်လိုက်ပါတယ်ရှန်နာဟွားတယောက်တည်းအိမ်အိုလေးရဲ့ခေါင်းမိုးကိုပြင်နေတဲ့အချိန်မှာလူကြန့်ကော်ကလိုက်လာပြီးကူညီဖို့ပြင်ပါတယ်ဒါပေမဲ့ရှန်နာဟွားကလူကြန့်ကော်ရဲ့အကူအညီကိုညှင်းဆန်ပြီးလူကြန့်ကော်ကူညီရင်ရောက်ခမကြီးကသူမကိုမြှုပ်ဆွဲဆိုပြီးထပ်မံအတင်းပြောဦးမှာဖြစ်ကြောင်းနဲ့အခုချိန်ကစပြီးမိမိကမိမိကိုယ်ကိုဗဟိုပြုပြီးပဲနေထိုင်တော့မှာဖြစ်လို့လူကြန့်ကော်အနေနဲ့လည်းကွာရှင်းဖို့သာပြင်ထားဖို့တတိပေးလိုက်ပါတယ်နောက်တရက်လဲခွင်းထဲမှာပေါင်းတင်ဖို့ရောက်လာတဲ့အခါမှာလဲလူကြီးကရှန်နာဟွားရဲ့ခန္ဓာကိုယ်ချိုးစားကိုကြည့်ပြီးလဲခွင်းထဲမှာထိုင်မိရင်ပြန်မထနိုင်ပဲနေဦးမယ်လို့နှိမ်ချဆက်ဆံဖို့စူးစမ်းပြန်ပါတယ်ဒါပေမဲ့ရှန်နာဟွားကတော့မိမိတာလဲခွင်းထဲမှာလဲကျသွားရင်တောင်လူကြီးရဲ့မြေလံနိုင်တဲ့အတင်းဖြစ်မဆက်ကြီးနဲ့ပြန်ပြီးတူးဆွပေးလို့ရတာပဲလို့ပရိသတ်တွေသဘောကျလောက်မဲ့စကားလုံးမျိုးနဲ့လူမိသားစုကိုတင်မကပဲရွာထဲကအတင်းဖြစ်သမားတွေကိုပါပိုင်ပိုင်နိုင်နှိမ်နင်းပြလိုက်ပါတော့တယ်လဲခွင်းထဲကလူချို့ကလည်းရှန်နာဟွားတယောက်ဘာလုံးမှဖြစ်မြောက်လုံးနိုင်မှာမဟုတ်ပဲတရက်ခွဲလောက်နဲ့တင်ဗိုက်စာလို့အော်နေလိမ့်မယ်ဆိုပြီးဝိုင်းဝန်းလောင်ပြောင်ကြပါတယ်ဒါပေမဲ့ရှန်နာဟွားကမိမိကိုလာနောက်တဲ့ခဲအိုဖြစ်သူလူကြန့်ကျွင်းကိုမနေ့ကတင်ပေါက်စီခိုးစားထားတာမို့ငက်တယ်ဆိုတဲ့စကားလုံးကရှင်းပစက်ကထွက်ရင်တခိုးနဲ့နန်နေဆိုပြီးလူပုံလဲမှာတင်ပြန်လဲရှက်ခွဲလိုက်ပါတယ်ဒီကြားတဲ့လူကြီးကဝါတဲ့သူကခွန်အားကြီးတာမို့အလုံးလုံးနိုင်တာမစမ်းပါဘူးလို့မနာလိုစကားဆိုပြန်ရရှန်နာဟွားကလည်းပါဆက်ပဲလုံနေပြီးကုံထုတ်လုံငန်းရမှမရတဲ့လူကြီးကမှပိုပြီးရှုံးနေကြောင်းပိုင်နိုင်တုတ်ပြန်လိုက်ပါတယ်မကြခင်မှာပဲစရင်ကင်ကရှန်နာဟွားရဲ့စူးစမ်းမှုကိုအတိအမှတ်ပြုပြီးဒီနေ့အတွက်လှုပ်အားကရမှတ်အပြည့်ပေးလိုက်ပါတယ်လူမိသားစုဝင်တွေကမကြေမနက်ဖြစ်နေကြပေမဲ့ရှန်နာဟွားကတော့မိမိကအလုပ်ပို့လို့ရမှတ်ပြည့်ရတာဖြစ်ပြီးလူမိသားစုဝင်တွေမိမိထက်ပိုတာဆိုလို့ကြက်ဥခိုးစားတဲ့အရေးအတွက်ပဲရှိကြောင်းထပ်မံရှက်ခွဲလိုက်ပါတယ်အလုပ်သိမ်းလို့ပြန်ရမယ့်အချိန်မှာလူကြန့်ကော်ကရှန်နာဟွားတယောက်တကယ်ပဲရမှတ်အပြည့်ရအောင်လုပ်နိုင်ခဲ့တာကိုအံ့ဩနေပါတယ်ရှန်နာဟွားကလူမိသားစုဟာအရင်ကသူမပေါ်လူပြင်းအစားကြီးဝါထုတ်ပြီးအသုံးမကျတဲ့သူဆိုပြီးတစိတ်ကက်ခဲ့ကြတာမို့အခုလိုအံ့ဩနေကြတာဖြစ်ကြောင်းမိမိဝါတာကအမှန်ဖြစ်ပေမဲ့အသုံးမကျဘူးဆိုတာကတော့အလိမ်ညာသာဖြစ်ပြီးလူကြန့်ကော်တယောက်အရင်ကမတိခဲ့ရင်မဲ့အမှန်တရားဖြစ်ကြောင်းထောက်ပြလိုက်ပါတယ်
လူကြန့်ကော်ကသူမကိုတောင်းပန်လာတဲ့အခါမှာတော့ရှန်နာဟွားကဒီပထမဆုံးအကြိမ်တောင်းပန်မှုကိုတော့စည်ရင်းထဲမှာမှတ်ထားပေးလိုက်မယ်လို့ခက်အေးပဲတုံ့ပြန်လိုက်ပါတယ်ရိတ်ခါဝေတဲ့နေရာကိုရောက်တဲ့အခါရောက်ခမကြီးကရှန်နာဟွားဟာလူအိမ်ရဲ့ချွေးမဖြစ်နေသေးတာမို့သူမရဲ့ရိတ်ခါတွေကိုကိုစားထုတ်ပေးမယ်ဆိုပြီးလက်ဝါးကြီးအုပ်ဖို့ထပ်မံစူးစမ်းပြန်ပါတယ်ဒါပေမဲ့ရှန်နာဟွားကရောက်ခမကြီးကိုမိမိရိတ်ခါကိုနှိုက်ချင်နေတဲ့ရိတ်ခါတို့လောင်ယုံရဲ့ဓမြဟုလူပုံလဲမှာတင်အဆက်ခွဲပစ်လိုက်ပါတယ်ရောက်ခမကြီးကလည်းမနိုင်မှာစိုးရိမ်လို့ဝိုင်းကူတဲပေးတာပါလို့စင်ကြေပေးပေမဲ့စည်ရင်ကင်ကတော့စီကန်တိုင်းရှန်နာဟွားကိုပဲကိုယ်တိုင်ထုတ်ယူခွင့်ပေးလိုက်ပါတယ်။ရောက်မဖြစ်သူလူမေကလည်းနှမျောတသားနဲ့အိမ်အတွက်ခြံခဲ့ဖို့ပြောပေမဲ့ရှန်နာဟွားကလူမေရဲ့တကူကောင်းဆန်တဲ့ logic ကိုအချက်ကြကြပြန်လည်ပိတ်ပစ်လိုက်ပါတယ်။လူကြန့်ကော်ကလေးလံတဲ့ရိတ်ခါအိတ်ကိုဝိုင်းကူတဲပေးဖို့ပြင်ပေမဲ့ရှန်နာဟွားကတော့လေးလံနာကရိတ်ခါတွေဖြစ်ပြီးအရင်လိုခံပြင်းနာခြင်းမှုတွေမဟုတ်တာမို့မိမိဘာသာတဲနိုင်ကြောင်းညှင်းဆန်လိုက်ပါတယ်။ဒါအပြင်လူကြန့်ကော်ကိုညှားကြရင်လူအိမ်ကအကျွေးတင်နေတဲ့ပြောင်းပူးမှုခွဲအိတ်ကိုပါလာဖို့တတိပေးလိုက်ပါသေးတယ်။အဲ့ဒီအချိန်မှာပဲအခွင့်အရေးချောင်းနေတဲ့မုတ်ဆိုးမလေးတဦးကလူကြန့်ကော်ကိုအလုံးလုံးရတာပင်ပန်းနေမှာဆိုလို့ဆိုပြီးပြုတ်ထားတဲ့ကြက်ဥတစ်လုံးလာပေးရင်လာရောက်မြူဆွဲပါတယ်ရှန်နာဟွားကဒါကိုမြင်မြင်ချင်းပဲမိမိအမျိုးသားကိုလာရောက်ပြုဆက်ချင်ရင်မိမိကိုပါတပါတဲ့ကြက်ဥကျွေးဖို့လိုအပ်ကြောင်းမိမိကလည်းကြက်ဥလွန်ကြိုက်သူဖြစ်ကြောင်းအေးစေးတည်ငြိမ်စွာနဲ့ပဲထိုမုတ်ဆိုးမလေးကိုပါရိုးရိုးရင်ရင်လေးနဲ့ပိုင်ပိုင်နိုင်နိုင်နှိမ်နှင်းပြလိုက်ပါတော့တယ်ရှန်နာဟွားကမူဆိုးမလေးရှို့လျံကိုစကားလုံးတွေနဲ့ပိတ်ပစ်လိုက်တဲ့အခါမှာတော့ရှို့လျံကရိုးရိုးသားသားကူညီတာကိုဘာလို့ဒီလောက်ထိအစိုးမြင်ရတာလဲဆိုပြီးမျက်ရည်ကျကတနာစရာကောင်းအောင်ဟန်ဆောင်ပြန်ပါတယ်ဒါပေမဲ့ရှန်နာဟွားကတော့အပြောနဲ့မဟုတ်ပဲလောက်ရအတိုင်းပဲအမှတ်ပေးတာဖြစ်ကြောင်းမျက်ရည်ကျချင်ရင်လည်းရွာလူထုတောက်တုံးနေတဲ့ရေတွင်းတွေကိုမကြစေနဲ့ဆိုပြီးရှို့လျံရဲ့ဟန်ဆောင်မျက်ရည်တွေကိုလူပုံလဲမာတင်ပြောင်ပြောင်တင်းတင်းအဆက်ခွဲပြလိုက်ပါတယ်လူကြန့်ကော်ကဘေးကနေတခြားသူတွေကိုမျက်နှာပေးတင်ကြောင်းဝင်ပြောပေမဲ့ရှန်နာဟွားကမိမိဝါတာကအစီပဲကတာဖြစ်ပြီးအုံနောက်ကိုကာထားတာမဟုတ်ကြောင်းပြက်ပြက်သားသားသတိပေးလိုက်ပြီးနောက်မူဆိုးမတွေပေးတဲ့ကြက်ဥတွေကိုမယူဖို့နဲ့ကြက်ဥကိုငားများချိတ်လို့တုံးပြီးလာများနေတာကိုသတိထားဖို့ပါလူကြန့်ကော်ကိုတပါးတည်းဆုံးမလိုက်ပါတော့တယ်အတင်းဖြင်းရှုပ်ထွေးမှုတွေမပြီးသေးခင်မှာပဲရောက်မဖြစ်သူလူမေကအသက်ရှူမဝတ်တယ်လို့ပြတလဲပြေးလာပြီးမိခင်ဖြစ်သူလူကတော့ကြီးကရှန်နာဟွားကြောင့်စိတ်ဆိုးပြီးရင်ဘတ်အောင်ကဖျားနာနေရတာမို့အမြန်ဆုံးအိမ်ပြန်ပြီးထမင်းချက်ကပြုစုပေးဖို့လာရောက်တောင်းဆိုပါတယ်။ဒါပေမဲ့အမြင်မှန်ရနေတဲ့ရှန်နာဟွားကတော့လူနာဆိုရင်ဆရာဝန်စီသွားရမှာဖြစ်ပြီးမိမိကဆရာဝန်မဟုတ်တာမို့ပြုစုစရာအကြောင်းမရှိကြောင်းအကယ်လေရောက်ခမကြီးကအိမ်ပြန်မလာရင်ထမင်းမစားဘူးလို့ကြီးကြနေရင်လေလူမိသားစုအတွက်ရိတ်ခါချွေတာရရောက်လို့အတော်လေးချီးကျူးဖို့ကောင်းကြောင်းရေမောပြီးတုတ်ပြန်လိုက်ပါတယ်။ရှန်နာဟွားကရွာကဆရာဝန်ကိုပါတပါးတည်းခေါ်ပြီးရောက်ခမကြီးအမှန်တကယ်ဖျားနေတာလားဟန်ဆောင်နေတာလားဆိုတာကိုဖော်ထုတ်ဖို့လူအိမ်ကိုလိုက်သွားခဲ့ပါတယ်။အိမ်ထဲကိုရောက်တဲ့အခါရောက်ခမကြီးကမချိမဆန့်ဝေဒနာခံစားနေရတယ်လို့ဟန်ဆောင်အဟစ်နေပေမဲ့ကတင်ပေးမှာတော့ကြက်ဥပြုတ်တွေကအစင်တစ်ရှိနေတာကိုရှန်နာဟွားကမိမိရမြင်သွားပါတယ်။ဆရာဝန်ကစမ်းသက်စစ်ဆေးပြီးနောက်ဒေါသထွက်တာများပြီးလေပူလိုက်တာဖြစ်လို့အေးဆေးဆေးနေဖို့ညွှန်ကြားလိုက်တဲ့အခါမှာတော့ရှန်နာဟွားကရောက်ခမကြီးနေနဲ့ကျမရေးအတွက်မိမိကိုနောင်ဆဲဆိုခြင်းမောင်းခြင်းမပြုဖို့လောင်ပြောင်တယော်လိုက်ပါတယ်။ရောက်ခမကြီးကတားဖြစ်သူလူကြန့်ကော်ကိုလမ်းပြီးရှန်နာဟွားကမိမိအပေါ်ရေမောလောင်ပြောင်နေရတယ်ဆိုပြီးတိုင်နှန်းရှာပါတယ်။ဒါပေမဲ့ရှန်နာဟွားကတော့မိမိကရောက်ခမကြီးဖျားနာလို့ရေမောတာမဟုတ်ပဲလူမမာဖြစ်ဟန်ဆောင်တာက professional မကြလို့ရေမောရတာဖြစ်ကြောင်းကက်ကက်လန်အောင်ပြန်လဲခြေပလိုက်ရလူမေကမခံမရနိုင်ဖြစ်ပြီးရှန်နာဟွားတယောက်အတော်လေးလုံလုံးနေပြီလို့ဒေါသတကြီးနဲ့အော်ဟစ်ပါတော့တယ်။ရောက်မဖြစ်သူလူမေကသူမကိုအလွန်လာပြီဟုဆွဆွဲလာတဲ့အခါမှာတော့ရှန်နာဟွားကမိမိမှာအပြစ်မရှိကြောင်းချက်ချင်းပြန်လဲခြေပတ်လိုက်ပါတယ်။မိခင်ဖြစ်သူကထမင်းချက်ခိုင်းဖို့အတွက်ဟန်ဆောင်ဖျားပြီးလိန်လဲခေါ်ယူတာကိုကြတော့အပြစ်မပြောကြပဲသူမကဆရာဝန်ခေါ်လာပြီးအမှန်တရားကိုဖော်ထုတ်ပေးတာကြမှာလွန်နေဖြစ်ရသလားဆိုပြီးလူမိသားစုရဲ့ပလိုက်တက်တဲ့စီကန်းတွေကိုခြေထောက်တစ်ဖက်မတန်တဲ့ကြက်တကောင်လမ်းလျှောက်တယ်လို့အမြဲတမ်းတဆောင်းဖြစ်နေရဲ့လို့ခနဲ့ရတဲ့နိုင်ရှင်ပြောဆိုလိုက်ပါတယ်။လူကြန့်ကော်ကအခြေအနေကိုဝင်ထိန်ပြီးရှန်နာဟွားကိုအိမ်ပြန်နေဖို့ပြောရသူမကလည်းဆရာဝန်ပြတာခကိုလူမိသားစုကပဲပေးရမှာဖြစ်ပြီးသူမကိုလာပြီးအမျက်ထုတ်ဖို့မကြိုးစားရန်တတိပေးလိုက်ပါတယ်။ဒါအပြင်ရောက်ခမကြီးကိုလည်းနောက်တစ်ကြိမ်ကျရင်ကျက်ဥခွန်တွေကိုတေချာဝတ်ထားဖို့နဲ့အခုလိုပစ္စည်းသက်တွေလူမိနေတာကဒါဖြစ်သူကပြားကိုရာထက်တောင်ပိုပြီးအရှက်ရစရာကောင်းကြောင်ဆုံးမပြီးလူအိမ်ကနေပြန်ထွက်လာခဲ့ပါတယ်။ရှန်နာဟွားတယောက်အိမ်အိုလေးစီပြန်ရောက်ပြီးအခန်းထဲမှာရှိနေစဉ်လူမေကသူမမရှိဘူးထင်တဲ့အခန်းထဲကိုခိုးကြောင်ခိုးဝက်ဝင်လာပြီးရှန်နာဟွားရဲ့အဝတ်စားတွေကိုမွေနှောက်ခိုးယူဖို့ကြိုးစားပါတယ်။ဒါကိုရှန်နာဟွားကအမောင်ထဲကနေချက်ချင်းပဲမိမိရဖမ်းမိသွားပြီးလက်ကိုရှစ်တလက်မှတိုးရင်တခိုးလိုတတ်မှတ်မှာဖြစ်ပြီးနောက်ကိုနှစ်လက်မဆုပ်ရင်တော့လာရောက်လေးလာသူဖြစ်တတ်မှတ်ပေးမယ်လို့ပရိယေကျွယ်ဝါစွာနဲ့ချင်းချောက်လိုက်ပါတယ်။လူမေကမနှက်ဖြန်ယောက်ျားလေးတယောက်နဲ့လူချင်းတွေ့ရမှာမို့လို့တိတ်ခါရှိဝတ်ဆင်ခြင်းလို့လာရောက်ငားရမ်းတာပါလို့စင်ကြေပေးတဲ့အခါရှန်နာဟွားကအဝတ်စားငားခြင်းရင်စပေါ်ငွေရိတ်ခါကတ်နဲ့အငားကကြက်ဥတစ်လုံးပေးရမှာဖြစ်ကြောင်းအဝတ်စားကိုညစ်ပတ်အောင်လုပ်ရင်လည်းလျော်ကြေးတီးတန့်ပေးရမှာဖြစ်ကြောင်းစီကန်းချက်တွေထုတ်ပြန်လိုက်ပါတယ်။လူမေကအိမ်သူအိမ်သားချင်းကိုဒီလောက်ထိတွက်ခဲ့ရသလားဒါဟာဓမြတိုက်တာပဲလို့ငိုယိုပြီးပြောပေမဲ့ရှန်နာဟွားကတော့ဓမြတိုက်တာကဥပဒေနဲ့မညီပဲအခုလိုအဝတ်စားငားတာကတရားမျှတတဲ့စီးပွားရေးဖြစ်ကြောင်းလူချင်းတွေ့တဲ့အခါမှာအဓိကကြည့်ရမှာကလူရဲ့စိတ်သက်ဖြစ်ပြီးအဝတ်စားမဟုတ်ကြောင်းဒါပေမဲ့လူမေမှာထိုနှစ်ခုစလုံးချိုးတဲ့နေကြောင်းထိခိုက်အောင်ပြောဆိုလိုက်ပါတယ်။လူမေကအကိုဖြစ်သူလူကြန့်ကော်ကိုလမ်းပြီးတိုင်တန်းပေမဲ့လူကြန့်ကော်ကတော့အဝတ်စားကရှန်နာဟွားပိုင်တာမို့သူမရဲ့စီကံတိုင်းပဲလုပ်ရမှာဖြစ်ကြောင်းလူမေဘက်ကနေမလိုက်ပဲပြောဆိုလိုက်တာကြောင့်လူမေတယောက်ဒေါသတကြီးနဲ့ထွက်သွားရပါတော့တယ်။
ရှန်နာဟွားကအပိုင်စီးတက်တဲ့လူမိသားစုကိုစီကန်းနဲ့ထိန်းချုပ်လိုက်ရတာကိုသဘောကျနေပြီးလူကြန့်ကော်ကိုလည်းမိသားစုဝင်ချင်းချင်းဆိုတာတွေးစိုးရမယ့်အကြောင်းပြချက်မဟုတ်ကြောင်းတန်ရောစင်ဆိုတာလူတစ်ယောက်တည်းကိုပဲအမြဲတမ်းအရှုံးပေးခိုင်းနေရင်ဒါဟာတန်ရောစင်မဟုတ်ပဲရေရှည်မျက်ထုတ်နေတာသာဖြစ်ကြောင်းကောင်းကောင်းကြီးပညာပေးလိုက်ပါတယ်။နောက်တစ်ရက်မှာတော့ရှန်နာဟွားတယောက်အထယ်ဆိုင်ကိုအဝတ်စာသွားဝယ်ပါတယ်။ဆိုင်ဝန်ထမ်းမျိုးသမီးကရှန်နာဟွားရဲ့ဝါရုပ်တဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးဝါတဲ့သူတွေဆိုရင်အဝတ်စာကိုပိုးတွက်ပြီးဝယ်ရမှာဖြစ်ကြောင်းနဲ့နောက်မှအစမလောက်လို့လာပြီးပြဿနာမရှာဖို့ရင်းရင်တီးတီးစော်ကားမော်ကားပြောဆိုလိုက်ပါတယ်။ဒါပေမဲ့အပြောဆိုမှာဘသူကိုမှအလျှော့မပေးတဲ့ရှန်နာဟွားကတော့ထိုဝန်ထမ်းမျိုးသမီးကိုလည်းဆိုင်မှာပစ္စည်းရောက်တာတင်မကပဲလူတွေရဲ့ခန္ဓာကိုယ်ကိုပါအလာကားလိုက်လံဝေဖန်ပေးတတ်တဲ့ထူးခြားတဲ့ပါဆက်ပိုင်ရှင်ပဲဆိုပြီးလူပုံလယ်မာတင်ထိမိတဲ့စကားလုံးတွေနဲ့ချက်ချင်းပဲပြန်လဲတုတ်ပြန်လိုက်ပါတော့တယ်။ရှန်နာဟွားကအထယ်ဆိုင်ဝန်ထမ်းကိုစကားနဲ့တင်မကပဲအဝတ်စာကိုပါတိတိကျကျအရင်တိုင်းပေးဖို့အပြောကျယ်ပြီးပိုက်ဆံပုံဖြတ်ဖို့တတိပေးလိုက်ပါတယ်။ဝန်ထမ်းမျိုးသမီးကမကြေမနက်နဲ့အဝတ်စာဖြတ်ပြီးငွေတွက်ချက်ရမှာ3ပေအတွက်တပေကိုတမက်နဲ့တွဲရမှာကို9မှတ်ကျော်အထိပိုတောင်းပြီးလူလဲကြဖို့စ조사ပြန်ပါတယ်။ဒါကိုလည်းချက်ချင်းရေးမိတဲ့ရှန်နာဟွားကအမားကိုထောက်ပြပြီးလူပုံလဲမာတင်အဆက်ခွဲလိုက်ပါတယ်။ဆိုင်ဝန်ထမ်းကမျက်စိမားသွားတာပါလို့စင်ကြေပေးပေမဲ့ရှန်နာဟွားကတော့မျက်စိမကောင်းတာကိုနားလည်ပေးနိုင်ပေမဲ့စိတ်တက်မကောင်းတာကိုတော့ပြုပြင်ရမယ်လို့ခက်ပြက်ပြက်ပဲဆုံးမလိုက်ပါတယ်။ဒါကိုမြင်တဲ့ဘေးကဝယ်သူဘွားအိုတွေကလည်းသူတို့ရဲ့ငွေစည်းရင်းတွေကိုပါဝိုင်းဝန်းစစ်ဆေးပေးဖို့တောင်းဆိုကြတာကြောင့်ရှန်နာဟွားကအဘွားအိုတွေစီကပါငွေပိုးဖြတ်ထားတာကိုတခုမကြံဖော်ထုတ်ပေးလိုက်ပါတယ်။ဝန်ထမ်းကလာပြီးပြဿနာမရှာနဲ့လို့တားမြစ်ပေမဲ့ရှန်နာဟွားကတော့ဒါဟာပြည်သူတွေရဲ့စည်းရင်းကိုစောင့်ကြည့်ပေးတာဖြစ်လို့ဘာမှကြောက်စရာမလိုကြောင်းဆိုကဆိုင်မန်နေဂျာကိုပါခေါ်ယူပြီးဝန်ထမ်းမျိုးသမီးကငွေတွေကိုကိုကျိုးအတွက်ဖျက်စားနေကြောင်းတိုင်နှက်လိုက်တာကြောင့်မန်နေဂျာကလည်းရှန်နာဟွားကိုကျေးဇူးတင်စကားဆိုရပါတော့တယ်။ဘေးကနေကြည့်နေတဲ့ခဲအိုဖြစ်သူလူကြန့်ကျွင်းကရှန်နာဟွားရဲ့တင်ချတွက်ချက်မှုမျက်စံပုံကိုအံ့ဩနေပါတယ်။ရှန်နာဟွားကတော့ဒါဟာလူမိသားစုကြောင့်ရေရှည်လေးကျင့်ထားရတာဖြစ်ပြီးနေ့တိုင်းကြက်ဥခိုးခံရမှာကပြားခိုးခံရမှာတွေကိုကာကွယ်နေရလို့ညံပြေးလာတာဖြစ်ကြောင်းပြောရလူကြန့်ကျွင်းကလည်းနောက်နောင်ပစ္စည်းတွေလုံးဝမခိုးတော့ပါဘူးလို့ကတိပေးရှာပါတယ်။လမ်းမှာအတင်းဖြင်းပြောရတာဝါသနာပါတဲ့လူကြီးနဲ့မူဆိုးမလေးရှိုလျံတို့ကရှန်နာဟွားတယောက်အင်္ဂါဆင်းသွားရလို့စိတ်ဆင်းရဲပြီးစကားတွေယဉ်တီးနေတာပါဆိုပြီးလူကြန့်ကော်ကိုလာရောက်ချော့မြူနေတာနဲ့တိုးပြန်ပါတယ်။ရှန်နာဟွားကချက်ချင်းပဲကြားဖြတ်ဝင်လာပြီးသူမတေသွားတာမဟုတ်ပဲအရှင်လက်လက်ရှိနေသေးတာမို့ကယူနာတက်တလို့နဲ့လာပြီးအတင်းမပြောဖို့တတိပေးလိုက်ပါတယ်။ရှိုလျံကသူမအနေနဲ့အကောင်းပြောပေးတာပါလို့စင်ကြေပေးပေမဲ့ရှန်နာဟွားကမိမိစိတ်ဆင်းရဲနေတာကိုရှိုလျံကဘလို့တိတာလဲမိမိနှလုံးသားထဲမှာဝင်နေထိုင်နေလို့လားဆိုပြီးပြက်ပြက်သားသားမေးခွန်းထုတ်လိုက်ပါတယ်။လီယူကြီးကလည်းရှိုလျံကစေတနာနဲ့ပြောတာပါလို့ဝင်ကူပေမဲ့ရှန်နာဟွားကတော့စေတနာဆိုတာဘယ်နေရာမဆိုလိုက်ကလို့ရတဲ့အရာမဟုတ်ကြောင်းနဲ့စေတနာအမှန်ရှိရင်မိမိအမျိုးသားလူကြန့်ကော်ကိုလာပြီးကြက်ဥတွေပေးမနေဖို့ပြောဆိုလိုက်ပါတယ်။နောက်ဆုံးမှာတော့လူကြန့်ကော်ကိုယ်တိုင်ကလည်းအခြေအနေကိုရိပ်မိသွားပြီးရှိုလျံကိုနောက်နောင်ပစ္စည်းတွေလာမပေးဖို့နဲ့အထင်လွဲစရာတွေမလုပ်ဖို့တားမြစ်လိုက်ရပါတော့တယ်။ရှန်နာဟွားကလူကြန့်ကော်ရဲ့အလိုက်တီးမှုကိုသဘောကျပြီးဒီနေ့အတွက်ဆုလက်အဖြစ်ပေါက်စီပေးဖို့စမ်းနှောက်လိုက်ပြီးသူမကိုဘာလို့အမြဲတမ်းပြစ်မှတ်ထားနေရတာလဲလို့ငိုမဲမဲနဲ့မေးလာတဲ့မူဆိုးမလေးရှိုလျံကိုလည်းစကားလုံးတွေနဲ့ပိုင်ပိုင်နိုင်နိုင်ဆက်လက်နေနေလိုက်ပါတော့တယ်။ရှန်နာဟွားကမူဆိုးမလေးရှိုလျံကိုမိမိရဲ့တီးခံနိုင်စွမ်းကိုလာပြီးမစမ်းတက်ဖို့နဲ့လူတိုင်းမှာကိုစီတိုင်းတာရှိကြောင်းပြက်ပြက်သားသားတတိပေးလိုက်ပါတယ်။မုံဆိုးမဘဝကမလွယ်ကူသလိုဝါရုပ်တဲ့ချွေးမဘဝကလည်းမလွယ်ကူတာမို့မိမိမလွယ်ကူတိုင်းတခြားသူကိုလာပြီးဒုက္ခမပေးတင်ကြောင်းပြောဆိုလိုက်တာကိုဘေးကလူတွေကပါထောက်ခံကြပါတယ်။လူကြန့်ကော်ကလည်းထိုစကားကိုသဘောကျလို့ချီးကျူးမိရာရှန်နာဟွားကတော့နောက်နောင်လူကြန့်ကော်တယောက်လေးယူရမှာပါပဲအမြင်မှန်ရဖို့နဲ့အကယ်၍ထပ်ပြီးဝေခွဲမရဖြစ်နေရင်တော့အမျိုးသားတွေရဲ့အုံနောက်ချိုးတဲ့မှုဆိုပြီးစည်ရင်းနဲ့ထည့်သွင်းထားရလိမ့်မယ်လို့ခနဲ့တဲ့တတိပေးလိုက်ပါတယ်။ညနေတစ်ခေါင်ချိန်မှာတော့ရှန်နာဟွားရဲ့အိမ်အိုလေးစီကိုတခိုးတယောက်ကလာပြီးသူမရဲ့ချက်ကိုခိုးယူဖို့ကြိုးစားပါတယ်။ရှန်နာဟွားကချက်ချင်းပဲအမိဖမ်းလိုက်ရာထိုသူဟာတခြားသူမဟုတ်ပဲခဲအိုဖြစ်သူလူကြန့်ကျွင်းဖြစ်နေခဲ့ပါတယ်။လူကြန့်ကျွင်းကကြက်ကအပြင်ပြေးထွက်လာလို့ဝိုင်းဖမ်းပေးတာပါလို့စင်ကြေပေးပေမဲ့ရှန်နာဟွားကတော့ကြက်ကိုရင်ခွင်ထဲအထိထည့်ထားတာဟာခိုးရလိုက်ပြေးနေကြတာလားဆိုပြီးရွာလူကြီးတွေစီအထိခေါ်ဆောင်သွားပြီးတိုင်တန်းပါတော့တယ်။ရောက်ခမကြီးကကြက်တကောင်နဲ့ရွာလူကြီးစီအထိတိုင်ရမလားဆိုပြီးအရှက်မရှိကာကွယ်ပေးဖို့စ조사ပေမဲ့ရှန်နာဟွားကတော့ဒီနေ့ကြက်ခိုးတာကိုမဆုံးမရင်နောက်ခါနွားပါခိုးလိုက်မယ်လို့ပြက်ပြက်သားသားထောက်ပြလိုက်ပါတယ်။လူကြန့်ကျွင်းကမိခင်ဖြစ်သူကိုကြက်စွပ်ပြုတ်တိုက်ပြီးပြုစုကျင်လို့ပါဆိုပြီးအကြောင်းပြရာရှန်နာဟွားကသူများချက်နဲ့လာပြီးဂတိပါရွှေကူစောက်နေတဲ့လူကြန့်ကျွင်းရဲ့ဟန်ဆောင်မှုကိုအဆက်ခွဲပြလိုက်ပါတယ်။နောက်ဆုံးမှာတော့ရွာလူကြီးကလူကြန့်ကျွင်းကိုကျက်နစ်ကောင်ပြန်ရော်ပေးဖို့နဲ့ရှန်နာဟွားအိမ်မှာ3ရက်တိုင်တိုင်ရေခတ်ပေးဖို့အမိန့်ချမှတ်လိုက်ပါတယ်။ရောက်ခမကြီးကမကြေမနက်ဖြစ်နေပေမဲ့ရှန်နာဟွားကတော့နောက်တစ်ကြိမ်ရောက်ခမကြီးကိုယ်တိုင်လာခိုးရင်တော့အထူးလျှော့ဈေးနဲ့တွက်ပေးမယ်လို့ရေမောကတုံ့ပြန်လိုက်ပါတယ်။ဒါအပြင်ဘေးကကြည့်နေတဲ့လူကြန့်ကော်ကိုလည်းမောင်ဖြစ်သူရဲ့အပြစ်အတွက်မိသားစုဝင်အနေနဲ့တာဝန်ရှိတာမို့ညကြရင်သူမအိမ်ကိုထင်းတစီလာဖို့အမိန့်ပေးလိုက်ပါတယ်။လူကြန့်ကော်ကလည်းညှဉ်းဆန်ခြင်းမရှိပဲသဘောတူလိုက်ရပြီးရှန်နာဟွားကတော့ဒါဟာတန်ရောစင်ကြောင့်မဟုတ်ပဲလူမိသားစုစီကနေနောက်ကျမှရရှိလာတဲ့နောင်တနဲ့လက်ပြတတ်မှုသာဖြစ်ကြောင်းပြက်ပြက်သားသားဆိုကလူမိသားစုတစ်ခုလုံးကိုသူမရဲ့စီကန်းတွေအောက်မှာစံနစ်တကျနှိမ်နှင်းပြလိုက်ပါတော့တယ်။ရွာထဲကလူတွေကရှန်နာဟွားတယောက်အရင်ကနဲ့မတူပဲစကားပြောဆိုလဲထက်မြက်လာသလိုအလုပ်လဲတွက်လက်လာတာကိုဝိုင်းဝန်းချီးကျူးနေကြပါတယ်။ဒါပေမဲ့အတင်းဖြင်းဝါသနာပါတဲ့လူကြီးကတော့မိမတယောက်ဟာအမျိုးသားမရှိရင်ဘလို့မှအဆင်မပြေနိုင်ပါဘူးဆိုပြီးလာရောက်เสียလုပ်ပြန်ပါတယ်။ရှန်နာဟွားကလည်းသူမရဲ့စကားကိုအိုးမဲတုတ်ထားတဲ့အိုးချေကန်လိုမဲမောင်နေတာပဲလို့ခနဲ့လိုက်ပြီး
မိမိကိုလူအိမ်ပြန်သွားဖို့တိုက်တွန်းနေတာဟာစေတနာမဟုတ်ပဲလူမိသားစုအတွက်အလကားရမဲ့အလုပ်သမားပြန်ရှာပေးနေတာသာဖြစ်ကြောင်းခြေပလိုက်ပါတယ်။ဒီကြားတဲ့မုတ်ဆိုးမလေးရှိုလျံကလည်းမိမသားဆိုတာအမိခိုရှိတဲ့နယ်လို့ဝင်ပြောရရှန်နာဟွာကသူမကိုကိုရိုင်းတာအမိရှာဖို့နဲ့လူကျန့်ကော်ရဲ့ပခုံးကသူမလိုဟန်ဆောင်မျက်ရည်ကျတတ်တဲ့ဂျာပန်လေးအတွက်နေရာမရှိကြောင်းပြက်ပြက်သားသားပြောပြလိုက်ပါတယ်။လီယူယီကရှန်နာဟွာရဲ့ဝါရုတ်တဲ့ခန္ဓာကိုယ်နဲ့စိတ်တဆဆန်တဲ့ပါဆက်ကျန်းကြောင့်လူကျန့်ကော်ကမပေါင်းကျင်တာဖြစ်လိမ့်မယ်လို့ထပ်မံစော်ကားတဲ့အခါလူကျန့်ကော်ကိုယ်တိုင်ကကြားကနေဝင်ရောက်ပြီးမိမိတို့လင်မယားကိစ္စကိုသူတပားတွေဝင်ရောက်ဆွတ်ဖက်เสียမလို့ကြောင်းနဲ့ရှန်နာဟွာကိုကွဲရမှာအတင်းမပြောဖို့ပြက်သားစွာတားမြစ်လိုက်ပါတယ်။ရှန်နာဟွာကလူကျန့်ကော်တယောက်ပထမဆုံးအကြိမ်လူလိုသူလိုမိမိဘက်ကနေမမမတ်ကာကွယ်ပေးတာကိုမြင်တော့သဘောကျသွားပြီးဒီနေ့အတွက်ဆုလက်အဖြစ်ပေါက်စီပြည့်တလုံးပေးမယ်လို့ဆနှောက်လိုက်ပါတယ်။လူကျန့်ကော်ကလည်းရှို့လျံကိုနောက်မိမိကိုအကိုလို့လာမခေါ်ဖို့နဲ့စီကန်းရှိနေထိုင်ဖို့တတိပေးလိုက်တာကြောင့်ရှို့လျံတယောက်ထပ်မံမျက်ရည်ကျပြီးထွက်သွားရပါတော့တယ်။လူကျန့်ကော်ကရှန်နာဟွာရဲ့လေးလံတဲ့ပစ္စည်းတွေကိုဝိုင်းကူတဲပေးဖို့ကြိုးစားပါတယ်။ရှန်နာဟွာကမိမိဘာသာတဲနိုင်ကြောင်းညှင်းဆန်ပေမဲ့လူကျန့်ကော်ကတော့မိမိလိုလျောက်ကူညီချင်တာဖြစ်ကြောင်းဆိုပါတယ်။ရှန်နာဟွာကထိုစကားဟာအမျိုးသားတယောက်နောင်တရပြီးပြန်လည်ဖက်ဆယ်ခြင်းနေတဲ့အနေရရှိတဲ့ရှစ်ပြေးနမိတ်ပဲလို့စနောက်တဲ့အခါလူကျန့်ကော်ကသူ့ကိုအခွင့်အရေးပြန်ပေးနိုင်မလားလို့တောင်းဆိုလာပါတယ်။ရှန်နာဟွာကတော့အခွင့်အရေးရဖို့ဆိုရင်ငွေကြေးရိတ်ခါကက်လုံအားကရမှတ်တွေနဲ့သူမရဲ့ဂုံတိတ်ခါတွေရဲ့နောက်မှာတန်းစီရမှာဖြစ်ကြောင်းခက်အေးပဲပြောဆိုလိုက်ရလူကျန့်ကော်ကလည်းစိတ်ရှိလက်ရှိနဲ့တန်းစီဆောင်ဆိုင်သွားမှာဖြစ်ကြောင်းအလေးနဲ့ပြန်လည်ပြောဆိုပါတယ်။အချိန်တွေကုန်လွန်လာတာနဲ့အမျှရှန်နာဟွာဟာသူမရဲ့အချုပ်စွမ်းရည်နဲ့လက်မှုပညာတွေကိုအသုံးချပြီးရွာထဲကလူတွေရဲ့အဝတ်စားတွေကိုတသက်ရဲ့ပြုပြင်ကျုပ်လုပ်ပေးကစီးပွားရှာပါတော့တယ်။ရွာသူရွာသားတွေကသူမရဲ့လက်ရာကိုသဘောကျပြီးကျဲဥသို့မဟုတ်အာလူးချောက်တွေနဲ့လာရောက်လဲကြပါတယ်။ဒီနေ့တွင်လူကြီးကလည်းသူမရဲ့ဘောင်းဘီခပ်ပတ်ရော့နေတာကိုလာရောက်ပြင်ခိုင်းပါတယ်။ရှန်နာဟွာကမိမိတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကခါတိုင်းလူတွေနဲ့မတူပဲထူးခြားတာမို့တခြားသူတွေကိုကျဲဥနှစ်လုံးပဲယူပေမဲ့လူကြီးကိုတော့ကျဲဥသုံးလုံးယူရမှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။လီယူယီကမကြေမနက်နဲ့ဘာလို့လဲလို့မေးတဲ့အခါမှာတော့ရှန်နာဟွာကပိုလာတဲ့ကျဲဥတစ်လုံးဟာလီယူယီရဲ့အတင်းဖြင်းပြောတတ်တဲ့ပါဆက်ကြီးကိုပိတ်ပစ်ဖို့အတွက်ပါဆက်ပိတ်ခဖြစ်ကြောင်းလူပုံလဲမာတင်ရေမောကပြက်ပြက်သားသားတုံ့ပြန်လိုက်ပါတော့တယ်။ဘေးကမြင်တွေ့နေရတဲ့ရွာသူရွာသားတွေကလည်းရှန်နာဟွာရဲ့ထက်မြက်ပြီးအရွယ်တိုက်တတ်တဲ့စကားလုံးတွေကြောင့်တဟားဟားနဲ့သဘောကျကရေမောကြပြီးအတင်းဖြင်းသမားလီယူယီလည်းဘာမှပြန်မပြောနိုင်ပဲရှက်ရွံ့စွာနဲ့သာနှုတ်ဆက်သွားရပါတော့တယ်။ရှန်နာဟွာကလီယူယီကိုပါဆက်ပိတ်ခဖြစ်ကျဲဥတစ်လုံးပို့တောင်းပြီးပိုင်နိုင်နှိမ်နှင်းလိုက်တဲ့အခါလီယူယီကရှက်ရှက်နဲ့အော်ဟစ်ညင်းဆန်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ရှန်နာဟွာကတော့မိမိကအော်နေတာမဟုတ်ပဲလီယူယီရဲ့မျက်နှာကြီးကသာပြည့်ရှိကြောင်းအကျယ်ကြီးအော်ပြောနေတာဖြစ်တယ်လို့ထပ်မံလောင်ပြောင်လိုက်တာကြောင့်ဘေးကလူတွေပါရေမောကြပါတော့တယ်။ထိုအချိန်မှာလူကျန့်ကော်ကထင်းစီကြီးကိုပိုးပြီးထပ်မံရောက်ရှိလာပါတယ်။သူကရှန်နာဟွာတယောက်ရွာသူရွာသားတွေရဲ့အဝတ်စားတွေကိုပြုပြင်ကျုပ်လုပ်ပြီးလုပ်ငန်းဆက်တင်လက်ခံနေတာကိုမြင်တော့အံ့ဩဝမ်းသာဖြစ်ကချီးကျူးစကားဆိုပါတယ်။ရှန်နာဟွာကလည်းကိုလက်မှုပညာနဲ့ကိုရှာဖွေစားတော့ရတာဟာရောက်ခမရဲ့မျက်နှာသာပေးမှုကိုမျှော်လင့်ပြီးစားရတာထက်အစပေါင်းများစွာပိုပြီးစိတ်ချမ်းသာဖို့ကောင်းကြောင်းဂုဏ်ယူစွာပြောဆိုလိုက်ပါတယ်။ဒါအပြင်လူကျန့်ကော်ကိုလာဖို့တဲ့ထင်းတွေကိုတောင်းမှတေးသေးချာချာပုံထားဖို့နဲ့မိမိရဲ့စီးပွားရေးလမ်းကြောင်းကိုလာမပိတ်ဖို့တတိပေးလိုက်ပါတယ်။ဒူမကဒီအိမ်လေးကိုရှန်နာဟွာရဲ့အချုပ်ဆိုင်ဖြစ်အသွင်ပြောင်းလဲလိုက်ပြီးဖြစ်ပြီးအဝတ်စားတင်မကပဲလူတွေရဲ့အုံနောက်ကိုပါပြုပြင်ပေးတဲ့နေရာဖြစ်တာမို့လူကျန့်ကော်အနေနဲ့အုံနောက်ပြုပြင်ခြင်းရင်တော့အတိမိတ်ဆွေစည်းနဲ့တွက်ပေးမယ်လို့ဆန်းနောက်လိုက်ပါသေးတယ်။လူကျန့်ကော်ကအကျွေးစနစ်နဲ့ပြင်လို့ရမလားလို့မေးရရှန်နာဟွာကလူမိသားစုကအကျွေးတွေအများကြီးတင်နေပြီးမို့အကျွေးမရကြောင်းတို့တော်လဲအခုယူလာတဲ့ထင်းနဲ့တော့လဲလို့ရကြောင်းဆိုလိုက်ပါတယ်။တစ်ဖက်မှာတော့ရှန်နာဟွာမရှိတဲ့လူမိသားစုအိမ်ကြီးကတော့အကြီးအကျယ်ဗရန်ပါတာဖြစ်နေခဲ့ပါပြီ။အစားအသောက်တွေချက်ပြုတ်ရမှာလဲတူးတလက်ခါးတလက်ချစ်နေပြီးရှန်နာဟွာဖုတ်ပေးတတ်တဲ့အာလူးကင်လေးတွေလောက်တောင်အရတာမရှိဘူးဆိုပြီးကလေးတွေကညှဉ်းညူနေကြပါတယ်။အဝတ်စားလျှော်ပေးမဲ့သူဝက်ကျွေးမဲ့သူမရှိတော့တဲ့အပြင်ကြက်တွေကပါဥမိုးတော့တာမို့မိသားစုဝင်တွေဟာရှန်နာဟွာရဲ့တံမိုးကိုစတင်သိရှိလာကြပြီးသူမကိုအိမ်ပြန်ခေါ်ဖို့လူကျန့်ကော်ကိုအတင်းကျပ်တိုက်တွန်းကြပါတော့တယ်။လူကျန့်ကော်ကတော့ရှန်နာဟွာကိုအိမ်ပြန်ခေါ်လာပြီးအရင်လိုရဲ့အဝတ်လျှော်ထမင်းကျက်ချက်ချန်ရှင်းတဲ့အလုပ်တွေခိုင်းပြီးအမျက်ထုတ်ဖို့ကြံစီနေကြတဲ့မိသားစုဝင်တွေကိုကြည့်ပြီးသူမကလည်းသွေးသားနဲ့တိဆောက်ထားတဲ့လူသားတစ်ယောက်ဖြစ်ကြောင်းမမတ်ကာကွယ်ပြောဆိုလိုက်ပါတယ်။ရောက်ခမကြီးကတားဖြစ်သူကချွေးမဘက်ကပဲလိုက်နေတယ်ဆိုပြီးအပြစ်တင်ပေမဲ့လူကျန့်ကော်ကတော့ရှန်နာဟွာရှိစဉ်တုန်းကလူပြင်းလို့ဆွဆွဲခဲ့ကြပြီးအခုသူမမရှိတော့မှအိမ်မှုကိစ္စတစ်ခုကိုမျှအဆင်ပြေအောင်မလုပ်နိုင်ကြတဲ့မိသားစုဝင်တွေရဲ့လုပ်ရက်ကိုကြည့်ပြီးအမှန်တရားကိုသိမြင်သွားခဲ့ပါပြီ။လူကျန့်ကော်ကရှန်နာဟွာကြံရစ်ခဲ့တဲ့အချုပ်တစ်တာလေးကိုအကြောင်းပြပြီးသူမစီကိုထပ်မံထွက်လာခဲ့ပါတယ်။ရောက်ခမကြီးကတားမြစ်ပေမဲ့လူကျန့်ကော်ကတော့ရှန်နာဟွာတယောက်ဘာလို့အိမ်ကောင်းကြီးကိုစွန့်ခွာပြီးဒီလိုအိမ်အိုလေးမှာတယောက်တည်းလာရောက်နေထိုင်ရတယ်လဲဆိုတဲ့အကြောင်းရင်းကိုမိခင်ဖြစ်သူအားစဉ်းစားဆင်ခြင်နိုင်ဖို့တတိပေးစကားပြောကြားခဲ့ပါတယ်။အိမ်အိုလေးစီရောက်တဲ့အခါရှန်နာဟွာကလူကျန့်ကော်တယောက်ထင်းလာဖို့ပြန်ပြီလားလို့မေးရလူကျန့်ကော်ကကြံခဲ့တဲ့အချုပ်တစ်တာလေးကိုကမ်းပေးပါတယ်။ရှန်နာဟွာကကြံခဲ့တဲ့ပစ္စည်းကိုမသိမ်းဘဲလာပြန်ပေးတဲ့အတွက်ဒီတစ်ချိန်တော့ဆဲဆိုခြင်းမပြုဘဲဆုလက်အဖြစ်ချက်လက်ထားပေးမယ်လို့ဆန်းနောက်လိုက်ပါတယ်။လူကျန့်ကော်ကရှန်နာဟွာမရှိလို့လူအိမ်ကြီးတစ်ခုလုံးဗျမ်းမတာနဲ့ရှုပ်ပွက်နေတဲ့အကြောင်းပြောပြတဲ့အခါရှန်နာဟွာကပိုက်ဆံမပေးရဲအလာကားသုံးချနေတဲ့အိမ်ရဲ့ပင်မတောက်တိုင်ကိုနှုတ်ပစ်လိုက်တာမို့အိမ်အိုကြီးလောက်ခါသွားတာစမ်းကြဲရဲ့အရာမဟုတ်ကြောင်းခက်အေးအေးပဲတုံ့ပြန်လိုက်ပါတယ်။နောက်ဆုံးမှာတော့လူကျန့်ကော်ကလူမိသားစုဝင်တွေကရှန်နာဟွာကိုအိမ်ပြန်လာစေချင်နေတဲ့အကြောင်းဖွင့်ဟလာပါတယ်။ရှန်နာဟွာကလူကျန့်ကော်ရဲ့စိတ်တဘောထားကိုသိကျင်တာမို့ဒါဆိုရင်လူကျန့်ကော်ကိုယ်တိုင်ကဘာဖြစ်ချင်လဲလို့မေးခွန်းထုတ်လိုက်ပါတယ်
လူကြံ့ကော်ကရှန်နာဟွာရဲ့မျက်လုံးတွေကိုအလေးနက်စိုက်ကြည့်ရင်းနဲ့မိမိအနေနဲ့လည်းသူမကိုမိမိအနားစီပြန်လာစေချင်တာအမှန်ပဲဖြစ်ကြောင်းသို့တော်လည်းအရင်လိုလူမိသားစုရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုနဲ့နှိမ်ချဆက်ဆံမှုတွေကိုခံယူဖို့အတွက်ပြန်လာခိုင်းတာမျိုးလုံးဝမဟုတ်ပဲသူမရဲ့ဂုဏ်သိက္ခာကိုအပြည့်အဝအတိအမှတ်ပြုပြီးတန်ဖိုးထားမြတ်နိုးမဲ့ဇနီးတဲ့တူဖြစ်ထာဝရလက်တွဲသွားခြင်းလို့သာပြန်လာစေချင်တာဖြစ်ကြောင်းသူရဲ့ရိုးသားပြီးနှဆိုင်လာတဲ့နှလုံးသားဆန္ဒအမှန်ကိုပြတ်သားစွာဖွင့်ဟဝန်ခံလိုက်ပါတော့တယ်ရှန်နာဟွာကလူကြံ့ကော်ရဲ့စကားတွေကိုသဘောကျမိပေမဲ့အိမ်ပြန်လာဖို့ဆိုရင်တော့လူကြံ့ကော်အနေနဲ့အမြဲတမ်းသူမဘက်ကနေရက်တီပေးတတ်ဖို့အရင်တင်ယူရအောင်မယ်လို့သတိပေးလိုက်ပါတယ်။နောက်တရက်လဲကွင်းပြင်မှာတော့အခွင့်အရေးသမားမှုဆိုးမှလေးရှို့လျံကလူကြံ့ကော်စီအဝတ်စားတွေလာရောက်ပြင်ဆင်ပေးရင်းနဲ့တွတ်လာရောက်ချွဲနွဲ့နေပြန်ပါတယ်။ရှန်နာဟွာကမျက်ရည်ရင်းနဲ့ဒါကိုမြင်သွားတဲ့အခါမိမိကကြက်စာကျွေးဖို့မျက်လာရိပ်တာဖြစ်ပြီးအခုလိုအတင်းဖြင်းမျက်ပင်တွေဒီလောက်တန်နေတာကိုမြင်ရလိမ့်မယ်လို့မထင်ထားကြောင်းထိမိစွာခနဲ့လိုက်ပါတယ်။ရှို့လျံကထုံးစံအတိုင်းမှုဆိုးမှမို့လို့အနိုင်ကျင့်ခံရပါတယ်ဆိုပြီးဟန်ဆောင်မျက်ရည်ကျပြန်ရာရှန်နာဟွာကမိုးဆိုးမဘွားကမလွယ်ကူတာမှန်ပေမဲ့ဒါဟာသူများမျိုးသားကိုလာရောက်ပတ်သက်ခွင့်ရှိတဲ့လက်မှတ်မဟုတ်ကြောင်းပြက်ပြက်သားသားသတိပေးလိုက်ပါတယ်။ဒါအပြင်ရှို့လျံကကလေးမလေးချုံးနီကိုမုံကျွေးပြီးလူကြံ့ကော်ကရှန်နာဟွာနဲ့ကွာရှင်းပြီးသူမကိုလက်ထပ်လိုက်မယ်ဆိုတဲ့အတင်းဖြင်းသတင်းတွေကိုရွာထဲမှာလိုက်လံဖြန့်ဝေခိုင်းခဲ့တာကိုပါလူပုံလယ်မှာတင်ကလေးမလေးရဲ့တက်တေထွက်ဆိုချက်နဲ့တကွာဖော်ထုတ်ပစ်လိုက်ပါတယ်။အရှက်ရသွားတဲ့ရှို့လျံကိုလူကြံ့ကော်ကိုယ်တိုင်ကပါနောင်မိမိစီလုံးဝမလာဖို့နဲ့ရှန်နာဟွာပေါ်အတင်းဖြင်းမပြောဖို့ပြက်သားစွာမောင်းထုတ်လိုက်တာကြောင့်ရှန်နာဟွာလည်းလူကြံ့ကော်ရဲ့ပြက်သားတဲ့အပြုအမူကိုသဘောကျသွားရပါတယ်။လူကြံ့ကော်ကအရင်ကရှန်နာဟွာကိုမကာကွယ်ပေးနိုင်ခဲ့လို့ဝန်내ကြောင်တောင်းပန်တဲ့အခါရှန်နာဟွာကမိမိအနေနဲ့အလားကားရတဲ့ຢာတွေကိုနောင်တရဘူးလို့အခုချိန်ကစားပြီးအရာကိုစည်ရင်းနဲ့တွက်ချက်တော့မှဖြစ်ကြောင်းဆိုပါတယ်။လူကြံ့ကော်ကဒါဆိုရင်မိမိကသူမကိုအတစ်တဖန်ပြန်လဲလိုက်ပိုးပြီးကောင်းကောင်းမွန်မွန်ပေါင်းတင်ချင်ရင်ကောဘာစည်ရင်းတွေပေးချေရမလဲလို့မေးမြန်းလာပါတယ်။ရှန်နာဟွာကတော့အလဲကျဆောင်ဆိုင်ခအမားပြင်စင်ကဇနီးတဲ့ကိုကာကွယ်ပေးရဲ့တင်တန်းချင်းနဲ့ရောက်ခမကြီးရဲ့စိတ်တက်ပြုပြင်ပြောင်းလဲရေးစရိတ်တွေကိုပါပေးချေရမှာဖြစ်ကြောင်းစနောက်ပြီးတုံ့ပြန်လိုက်ရလူကြံ့ကော်ကလည်းဈေးမကြီးကြောင်းနဲ့ပထမဆုံးစရိတ်ကစားပြီးပေးချေသွားမယ်လို့သဘောကျစွာနဲ့ဆုံးဖြတ်လိုက်ပါတော့တယ်။ရက်ပိုင်းနှဲငယ်ကြာရွာရဲ့ထူးချွန်စုရွေးချယ်ပွဲရောက်လာတဲ့အခါအတင်းဖြင်းသမားလူကြီးကမူဆိုးမလေးရှို့လျံဟာရွာသူရွာသားတွေရဲ့အဝတ်စားတွေကိုကူညီပြင်ဆင်ပေးတတ်လို့ထူးချွန်စုနဲ့ထိုက်တန်ကြောင်းလာရောက်ဖားရပါတယ်။ရှန်နာဟွာကချက်ချင်းပဲကြားဖြတ်ဝင်လာပြီးရွာထဲမှာအဝတ်စားပြင်ပေးတာကမိမိဖြစ်ပြီးလူကြီးကိုယ်တိုင်တောင်မိမိကိုကြက်ဥတလုံးအကျွေးတင်နေသေးကြောင်းဖော်ထုတ်လိုက်ပါတယ်။ရှို့လျံကစူးရတာမရတာအဓိကမဟုတ်ပဲမိမိကစေတနာနဲ့ကူညီတာပါလို့ဟန်ဆောင်ကောင်းနဲ့ထပ်မံဖြေရှင်းဖို့စ조사ပေမဲ့ရှန်နာဟွာကတော့ဒါဆိုရင်အရင်ကမိမိနဲ့လူကြံ့ကော်ပေါ်လိုက်လံအတင်းဖြင်းပြောခဲ့တဲ့ကိစ္စတွေကိုအရင်ဆုံးရှင်းလင်းပေးဖို့တောင်းဆိုလိုက်ပါတယ်။ရှန်နာဟွာကရွာလူထုကြီးရှေ့မှာတင်ရှို့လျံရဲ့ဟန်ဆောင်မျက်ရည်တွေနဲ့သူတပားမျိုးသားကိုလိုချင်တက်မှတ်နေတဲ့စိတ်တဆိုးတွေကိုတခုမကြက်ချက်ကြဖွင့်ချလိုက်ပါတော့တယ်။ရှို့လျံကလူကြံ့ကော်ကမိမိအပေါ်ကောင်းပြနေလို့အခုလိုလာပြီးအနိုင်ကျင့်တာလားဆိုပြီးငိုယိုကစင်ကြေပေးပေမဲ့ရှန်နာဟွာကတော့ငိုချင်ရင်တောင်အလဲကျတန်းစီရမှာဖြစ်ပြီးသူမဖြန့်ဝေခဲ့တဲ့အတင်းဖြင်းသတင်းဆိုးတွေရဲ့နောက်ွယ်မှာပဲတေချာပေါက်ဒူးထောက်ရှုံးပေးလိုက်ရမယ့်အကြောင်းပိုင်းနိုင်ကြီးနှိမ်နှင်းပြလိုက်ပါတော့တယ်။ရွာသူရွာသားတွေကြားတဲ့ကကလေးမလေးချုံနီကရှို့လျံတမင်တက်အတင်းဖြင်းသတင်းဖြန့်ခိုင်းခဲ့တာမှန်ကန်ကြောင်းရွာလူကြီးရှေ့မှာတင်ရဲဝံ့တက်တေထွက်ဆိုလိုက်ပါတယ်။ဒါတင်မကပဲလူကြံ့ကော်ကိုယ်တိုင်ကပါရှို့လျံကသူ့စီပစ္စည်းတွေအကြိမ်လာပေးပြီးချင်းကက်ခဲ့တာကိုမိမိအနေနဲ့ပြက်သားညှင်းပယ်ခဲ့ဘူးကြောင်းလူပုံလဲမှာအမှန်တိုင်းတက်တေထွက်ဆိုပေးလိုက်ပါတယ်။ဒီလိုနဲ့ရှို့လျံရဲ့လက်ကွက်တွေအကုန်ပေါ်သွားတာကြောင့်ရွာလူကြီးကလည်းသူမကိုထူးချွန်စုစရင်ထဲကနေပယ်ဖျက်လိုက်ပါတော့တယ်။ရှန်နာဟွာကလည်းရှို့လျံရဲ့လောက်ရဟာရှေ့နောက်မကြည့်ပဲသူများအိမ်တကားဝကိုလိုက်တိုက်နေတာဖြစ်ကြောင်းခနဲ့တဲ့စကားဆိုလိုက်ရရွာသားတွေအားလုံးကသဘောကျပြီးရေမောကြပါတယ်။အဲ့ဒီနောက်ရွာသူရွာသားတွေကရှန်နာဟွာဟာလက်ကွင်းထဲမှာလုံအားကရမှတ်ပြည့်ရအောင်စ조사တာရွာသားတွေရဲ့အဝတ်စားတွေကိုကူညီပြင်ဆင်ပေးတာအပြင်စိုင်ဝန်ထမ်းငွေပို့ဖြတ်တာကိုပါဖော်ထုတ်ပေးခဲ့တာမို့သူမသာထူးချွန်စုအတွက်ထိုက်တန်ကြောင်းဝိုင်းဝန်းထောက်ခံကြပါတယ်။အတင်းဖြင်းသမားလူကြီးကပါသူမစီကနေပစက်ပိတ်ခကြက်ဥတလုံးပို့တောင်းတာကိုစနောက်ပြီးထောက်ခံပေးရှာပါတယ်။ရှန်နာဟွာကတော့မိမိကရိုးရင်နဲ့ထူးချွန်နေမဲ့သူမျိုးမဟုတ်ပဲအာတုံကုံဆိုင်လောက်ကင်တက်တဲ့သူသားဖြစ်ကြောင်းရေမောပြီးညင်းပယ်ပေမဲ့ရွာလူကြီးကတော့ပြည်သူတွေရဲ့ထောက်ခံမှုအရရှန်နာဟွာကိုထူးချွန်စုအတွက်စခါတင်စင်းသွင်းလိုက်ပါတော့တယ်။တစ်ဖက်မှာတော့ရှန်နာဟွာရဲ့ထက်မြက်မှုတွေကိုတွေ့သွားတဲ့လူမိသားစုဝင်ခဲအိုနဲ့ရောင်းမတွေဟာသူမကိုတကယ်ပဲကြောက်လန့်ဆက်ပြူလာကြပါတယ်။ဒါအပြင်အိမ်မှာထမင်းချက်ပေးမဲ့သူမရှိရဲ့စံပြုတ်တွေကလည်းနေတိုင်းတူးနေတာမို့ရှန်နာဟွာရဲ့လက်ရာကိုတန်းတာပြီးမိခင်ဖြစ်သူကိုညှဉ်းညူကြပါတယ်။လူကြံ့ကော်ကရှန်နာဟွာရဲ့အိမ်တကားကိုတွားရောက်ပြင်ဆင်ပေးပြီးအိမ်ပြန်ရောက်လာတဲ့အခါမိခင်ဖြစ်သူကိုသူမကိုအတစ်တဖန်ပြန်လဲလိုက်ပိုးပြီးအိမ်ခေါ်လာတော့မဲ့အကြောင်းပြတ်သားစွာအတိပေးလိုက်ပါတယ်။မိသားစုဝင်တွေကရှန်နာဟွာရဲ့အပြောဆိုကြမ်းတမ်းမှုနဲ့ဝါထုတ်တဲ့ခန္ဓာကိုယ်ကိုအကြောင်းပြပြီးကန့်ကွက်ချင်နေကြပေမဲ့လူကြံ့ကော်ကတော့ရှန်နာဟွာရဲ့စကားတွေနာကျင်စရာကောင်းနေရတာဟာအရင်ကမိသားစုဝင်တွေကသူမအပေါ်မတရားနှိပ်စက်ခဲ့ကြလို့ဖြစ်ကြောင်းသူမဝါထုတ်နေရင်မဲ့လူမိသားစုကလူများစုထက်စရင်ဂုဏ်သိက္ခာနဲ့အရေးချင်းဖို့ရှိကြောင်းမမတ်ကာကွယ်ပြောဆိုလိုက်ပါတယ်။လူကြံ့ကော်ကမိခင်ဖြစ်သူကိုဆရာလုပ်တာမဟုတ်ပဲအမှန်တရားကိုသတိပေးတာဖြစ်ကြောင်းရှန်နာဟွာအိမ်ပေါ်ကဆင်းသွားပြီးပြန်မလာခြင်းရတာဟာသူမရဲ့စိတ်နှလုံးညှိုးနွမ်းနေရလို့မဟုတ်ပဲလူမိသားစုအိမ်ကြီးကသူမအတွက်စိတ်အေးချမ်းသာမှုလုံးဝမပေးနိုင်ခဲ့လို့ဖြစ်ကြောင်းထောက်ပြလိုက်ပါတယ်။နောက်ဆုံးမှာတော့လူကြံ့ကော်ကရှန်နာဟွာကိုအိမ်ပြန်ခေါ်နိုင်ဖို့အတွက်အရင်ဆုံးလူမိသားစုကအပိုင်စီးထားတဲ့ပြောင်းပူးမှုအိတ်ကုန်းဆောင်နှစ်ထဲ
ကျက်ဥ12လုံးနဲ့လုံအားကရမှတ်36မှတ်အပြင်လူမေခိုးယူထားတဲ့အနီရောင်ကောင်းစီးကျိုးကိုပါတစ်ခုမကျန်အရင်ဆုံးပြန်လည်ပေးဆက်ရမှာဖြစ်ကြောင်းပြတ်သားစွာအမိန့်ချမှတ်လိုက်ပါတယ်မိသားစုဝင်တွေကနှမျောတတနဲ့ညှဉ်းဆန်ချင်နေကြပေမဲ့လူကြံ့ကော်ကတော့ဒီပစ္စည်းတွေကိုမပေးလျော်ရင်ရှန်နာဟွာဟာလူအိမ်ကိုဘယ်တော့မှပြန်လာမှာမဟုတ်ကြောင်းအလေးနက်တတိပေးလိုက်ပြီးဇနီးတဲ့ရဲ့ဂုံတိတ်ခါကိုပြန်လည်ရယူပေးဖို့အတွက်လူမိသားစုတစ်ခုလုံးကိုပိုင်နိုင်ကြီးစတင်ပြီးပြုပြင်ပြောင်းလဲလိုက်ပါတော့တယ်မနက်ခင်းကြက်တွန်တန်တွေနဲ့အတူလူမိသားစုဝင်တွေဟာရှန်နာဟွာရဲ့အိမ်အိုလေးစီကိုပစ္စည်းတွေအပြည့်စုံတည်ပိုးပြီးရောက်ရှိလာကြပါတယ်ဒါကိုမြင်တဲ့ရှန်နာဟွာကလူမိသားစုတစုလုံးလာရောက်တောင်းပန်တာဟာအလွန်ထူးဆန်းတဲ့အပြင်လူမိသားစုဝင်တွေအတိတရားရလာတာလားဆိုပြီးဆန်းနောက်လိုက်ပါသေးတယ်။အရင်ကမမာနာကြီးရဲ့ရောက်ခမကြီးကိုယ်တိုင်ကပါရှန်နာဟွာကိုအရင်ကမိမိတို့မားခဲ့ကြောင်းအများရှိမှဝန်ခံတောင်းပန်ပြီးပစ္စည်းတွေကိုပြန်လည်ပေးအပ်လာပါတယ်။ရှန်နာဟွာကတောင်းပန်မှုကိုရောပစ္စည်းတွေကိုပါစရင်တိုင်းလက်ခံလိုက်ပေမဲ့ခွင့်လွှတ်ဖို့အတွက်ကတော့နောင်လို့ရက်တွေအပေါ်မှာပဲမူတည်ကြောင်းစိတ်ပြတ်သားစွာပြောဆိုလိုက်ပါတယ်။ရောင်းမဖြစ်သူလူမေကကြက်ဥစရင်တွေကြေသွားပြီလားလို့မေးရရှန်နာဟွာကကြက်ဥစရင်ကြေပေမဲ့ကြက်ခိုးတဲ့ကိစ္စကတော့တီးတန့်တွဲရမှာဖြစ်ကြောင်းပြောပြီးလူမိသားစုဝင်တွေကိုအကျိုးကြောင့်ရှိနဲ့ပဲပိုင်နိုင်တုတ်ပြန်လိုက်ပါတယ်။ထိုအချိန်မှာလူကြံ့ကော်ကအိမ်တကားကိုတက်ရဲပြင်ဆင်ပေးပြီးနောက်ရှန်နာဟွာကလူကြံ့ကော်ရဲ့လက်မှုပညာဟာအရင်ကအိမ်တွင်းရေးပြဿနာတွေကိုဖြေရှင်းခဲ့တာထက်အစပေါင်းများစွာပိုပြီးထက်မြက်ကြောင်းချီးကျူးလိုက်ပါတယ်။ဒါအပြင်အရင်တုန်းကလူကြံ့ကော်ရဲ့စိတ်ဓာတ်ဟာပျက်စီးနေတဲ့ချိန်ခွင်တစ်ခုလိုမိခင်ဖြစ်သူဘက်ကိုပဲအမြဲတမ်းပလိုက်ခဲ့တာဖြစ်ကြောင်းပွင့်ပွင့်လင်းလင်းထောက်ပြလိုက်ပါတယ်။လူကြံ့ကော်ကနောင်ဘယ်တော့မှအဲ့ဒီလိုမျိုးပလိုက်တော့မှာမဟုတ်ကြောင်းကတိပေးတဲ့အခါရှန်နာဟွာကအမျိုးသားတွေရဲ့ကတိကိုဝတ်ဆိုတာနွေရာသီကတိမ်တိုက်တွေလိုပဲမြင်ရယုံသာရှိပြီးလေတိုက်ရင်ပျောက်ကွယ်သွားတတ်တာမို့အပြောနဲ့မဟုတ်ပဲလောက်ရက်နဲ့တက်သေးပြဖို့လိုအပ်ကြောင်းဆိုပါတယ်။ဒါကြောင့်သူမအနေနဲ့စမ်းတက်ကာလ3လသတ်မှတ်ပေးလိုက်ပြီး3လအတွင်းမှာအပြုမူကောင်းရင်အမြဲတမ်းစနည်းအဖြစ်ပြန်လည်လက်ခံမှာဖြစ်ပြီးအပြုမူမကောင်းရင်တော့လူအိမ်စီပြန်လည်နှင်ထုတ်ရလိမ့်မယ်လို့စီကံချက်ထုတ်ပြန်လိုက်ပါတယ်။ရှန်နာဟွာကလူကြံ့ကော်လိုက်နာရမယ်စမ်းတက်ကာလစီကံချက်တွေကိုအတိအကျချပြလိုက်ပါတယ်။ပထမဦးစွာမိခင်ဖြစ်သူအားသူမကိုဆဲဆိုချိန်မောင်းခွင့်မပြုရန်ဒုတိယအနေနဲ့မောင်နှမတွေကိုအမျက်ထုတ်ခွင့်မပေးရန်တတိယအနေနဲ့ရွာထဲမှာအတင်းဖြင်းသတင်းတွေထွက်လာရင်အမျိုးသားပြည်ရှေ့ကနေမမတ်ကာကွယ်ပေးရန်စတုထအနေနဲ့အိမ်မှုကိစ္စတွေကိုတက်မြောက်ထားရန်နဲ့နောက်ဆုံးအနေနဲ့မူဆိုးမတွေပေးရဲ့ကြက်ဥတွေကိုလုံးဝလက်မခံရန်တို့ဖြစ်ပါတယ်။လူကြံ့ကော်ကနောက်ဆုံးစည်းကမ်းချက်ကိုယုံကြည်မှုအပြည့်နဲ့ပယ်ဖျက်ခိုင်းပေမဲ့ရှန်နာဟွာကတော့ကြက်ဥကတင်းငယ်ပေမဲ့ဖောက်ပြန်တတ်တဲ့စိတ်ဓာတ်ကကြီးမားတာမို့ကြိုတင်ကာကွယ်တဲ့အနေနဲ့စည်ရင်းထဲမှာမပြတ်မကွက်ထည့်သွင်းထားရမှာဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။ဒါအပြင်အရင်ကလူမိသားစုတစ်ခုလုံးကသူမပေါ်ဝါတော့တယ်လူပြင်းနဲ့အသုံးမကျဘူးဆိုပြီးနေတိုင်းနှိမ်ချဆက်ဆံခဲ့ကြတာမို့လူကြံ့ကော်အနေနဲ့သူမရဲ့စိတ်တန်ရာတွေအတွက်ချီးကျူးစကားတွေကိုနေတိုင်းပြောဆိုပြီးပြန်လည်ကူစားပေးရမယ်လို့ဆိုပါတယ်။လူကြံ့ကော်ကရှန်နာဟွာဟာတကယ်တော့အလွန်လုံးနိုင်ပြီးစကားပြောတတ်ပြီးဉာဏ်ပညာထက်မြက်ကအကျိုးအကြောင်းရှိပြီးစိတ်နှလုံးလဲနူးညံ့သိမ်မွေ့သူဖြစ်ကြောင်းချက်ချင်းပဲချီးကျူးစကားဆိုပါတော့တယ်။ရှန်နာဟွာကစိတ်နှလုံးနူးညံ့တယ်ဆိုတဲ့စကားလုံးကသူမရဲ့ပြတ်သားတဲ့ပုံရိပ်ကိုထိခိုက်စေတာမို့ပဲဖျက်ခိုင်းပြီးစကားတတ်တယ်ဆိုတဲ့စကားလုံးကိုတော့အမှန်တရားမို့လို့ခြံထားခိုင်းလိုက်ပါတယ်။နောက်ဆုံးမှာတော့လူကြံ့ကော်ကအရင်ကသူမရဲ့တန်ဖိုးကိုတေးသေးချာမမြင်ခဲ့မိပဲအခုမှသာသူမရဲ့ထက်မြက်မှုတွေကိုအမှန်တိုင်းတေးသေးချာမြင်တွေ့သွားခဲ့ရပြီဖြစ်ကြောင်းအလေးနက်ဖွင့်ဟောင်းဝန်ခံလိုက်ပါတယ်။ရှန်နာဟွာကလည်းလူကြံ့ကော်တယောက်အမြင်မှန်ရသွားတာကိုမြင်တော့သဘောကျမိပေမဲ့မိမိကအလွယ်တကူလိုက်လို့ရတဲ့အမျိုးသမီးမျိုးမဟုတ်တာမို့စိတ်ရှိလက်ရှိနဲ့သာဆက်လက်စူးစမ်းသွားဖို့တတိပေးလိုက်ရင်လူမိသားစုတစ်ခုလုံးကိုသူမရဲ့ဉာဏ်ပညာနဲ့ထက်မြက်လာတဲ့စကားလုံးတွေအောက်မှာစနစ်တကျနဲ့ပိုင်နိုင်ကြီးနှိမ့်နှင်းအောင်နိုင်လိုက်ပါတော့တယ်။ရှန်နာဟွာကလူကြံ့ကော်တယောက်အမြင်မှန်ရသွားတာကိုမြင်တော့ကျင်းနဲ့သွားပြီးစမ်းတက်ကာလရဲ့ပထမဦးဆုံးအလုပ်အဖြစ်ကြက်ချံကိုတွားရောက်ရှင်းလင်းဖို့အမိန့်ပေးလိုက်ပါတယ်။လူကြံ့ကော်ကလည်းညှဉ်းဆန်ခြင်းမရှိရဲ့ခက်တွတ်ပဲတွားရောက်လုပ်ကင်တာကြောင့်ရှန်နာဟွာကတူတော်လေးလိမ္မာလာပုံကိုကြည့်ပြီးလှုပ်အားကတိုးပေးခြင်းစိတ်တောင်ပေါက်မိကြောင်းစနောက်ကရေရွတ်လိုက်ပါတော့တယ်။တစ်ဖက်မှာတော့ရောင်းမဖြစ်သူလူမေကရှန်နာဟွာစီကနေငားရမ်းထားတဲ့အဝတ်စားလာလေးတွေကိုဝတ်ဆင်ပြီးယောက်ျားလေးတစ်ယောက်နဲ့လူချင်းတွေ့ဖို့ပြင်ဆင်နေပါတယ်။လူမေကဒါဟာမိမိရဲ့အဝတ်စားတစ်ဆက်ဖြစ်ကြောင်းဟန်ဆောင်ပြီးကြွားဝါနေစဉ်ရှန်နာဟွာကရုတ်တရက်ရောက်ရှိလာပြီးအငှားကဖြစ်တဲ့ကြက်ဥတလုံးလာရောက်တောင်းခံပါတော့တယ်။လူမေကလူပုံလဲမှာမိမိကိုမျက်နှာပြတ်အောင်လုပ်ရသလားလို့ငိုယိုပြီးအပြစ်တင်ပေမဲ့ရှန်နာဟွာကတော့ဂုံတိတ်ခါဆိုတာသူတပားပစ္စည်းကိုယူဝစ်ပြီးကိုပိုင်မာလို့လက်ညာကြွားဝါယာကနေရရှိလာတာမဟုတ်ကြောင်းလက်ညာပြီးတိဆောက်ထားတဲ့အိမ်ထောင်ရေးဟာလေတိုက်ရင်ပြိုလဲမဲ့စက်ကူမီအိမ်လိုပဲဖြစ်ကြောင်းထိမိစွာဆုံးမလိုက်ပါတယ်။လူကြံ့ကော်ကိုယ်တိုင်ကပါရှန်နာဟွာဘက်ကနေမမတ်ရက်တီပေးပြီးညီမဖြစ်သူလူမေကိုအမားကိုဝန်ခံဖို့နဲ့အရင်ဆုံးလူပိသားအောင်လုပ်ဖို့တတိပေးလိုက်တာကြောင့်တွေးဆုံပွဲလဲပျက်စီးသွားရပါတော့တယ်။ရှန်နာဟွာကငိုယိုနေတဲ့လူမေကိုကြည့်ပြီးအငှားကကြက်ဥကိုမယူတော့ပဲတင်ကန်းစာဖြစ်ပေးလူလိုက်ပါတယ်။သူမကလူမေကိုမုန်းတီးတာမှန်ပေမဲ့အခုလိုဆက်လက်မလုံးမိစေခြင်းကြောင့်နောက်ခါလူမိသားစုကလူတွေဟာလက်ညာကြွားပါတယ်လို့အပြောမခံနိုင်ကြောင်းဆိုကထိမ့်သိမ့်ပေးခဲ့တာဖြစ်ပါတယ်။လူကြံ့ကော်ကဒါကိုမြင်တော့ရှန်နာဟွာရဲ့စိတ်တဘောထားအမှန်ကိုပုံမသိရှိသွားပြီးသူမအပေါ်ပုံမလေးစားသွားရပါတော့တယ်။ရက်ပိုင်းနှဲငယ်ကြာရွာရဲ့ထူးချွန်စုချီးမြင့်ပွဲမှာတော့ရွာလူကြီးကရှန်နာဟွာဟာကုန်ထုတ်လုပ်ငန်းမှာလှုပ်အားကရမှတ်ပြည့်ရအောင်စ조사တာရွာသားတွေကိုကူညီတာတွေကြောင့်ထူးချွန်စုနဲ့ထိုက်တန်ကြောင်းတရားဝင်ကြေညာလိုက်ပါတယ်။အတင်းဖြင့်ဝါသနာပါတဲ့လူကြီးကိုယ်တိုင်ကပါအရင်ကရှန်နာဟွာပေါ်အတင်းပြောခဲ့မိတာတွေကိုအများရှိမှတောင်းပန်ပြီးရှန်နာဟွာဟာစကားသာကြမ်းတမ်းပေမဲ့တကယ့်ကိုအလုံးလုံးနိုင်ပြီးစိတ်တက်ကောင်းသူဖြစ်ကြောင်းထောက်ခံပေးရှာပါတယ်
အန်ဩစရာကောင်းတာကတော့ရောက်ခမကြီးကိုယ်တိုင်လူပုံအလဲမှာထွက်ရက်ပြီးအရင်ကရှန်နာဟွာလူအိမ်မှာရှိစဉ်တုန်းကအလုပ်တွေအများကြီးလုပ်ကင်ပေးခဲ့တာကိုမိမိအနေနဲ့အတိအမှတ်မပြုဘဲလူပြင်းလို့ဆွဆွဲခဲ့မိကြောင်းသူမအိမ်ပေါ်ကဆင်းသွားမှသာအိမ်မှုကိစ္စတွေကဘလောက်ထိပင်ပန်းဆင်းရဲဖို့ကောင်းလဲဆိုတာကိုသိမြင်သွားခဲ့ရပြီးမိမိရဲ့မတရားမှုကိုနောင်တရမိကြောင်းအများရှိမှအလေးနက်ဝန်ခံတောင်းပန်လိုက်ပါတော့တယ်ရှန်နာဟွာကရောက်ခမကြီးရဲ့စကားတွေဟာအတော်လေးတန်ဖိုးရှိပြီးမိမိကိုယ်တောင်အံ့ဩစေခဲ့ကြောင်းရေမောပြီးတုံ့ပြန်လိုက်ပါတယ်ထိုအချိန်မှာပဲလူကြံ့ကော်ကလည်းဇနီးတဲ့ရဲ့ဂုံတိတ်ခါတွေပြန်လဲတောက်ပလာတာကိုကြည့်ပြီးဝမ်းသာအားရနဲ့မိမိလည်းရှန်နာဟွာအတွက်စကားတခွန်းလောက်ထွက်ဆိုချင်ပါသေးတယ်ဆိုပြီးရွာလူထုကြီးရှေ့မှာထပ်မံရက်လိုက်ပါတော့တယ်လူကြံ့ကော်ကလူပုံလဲမှာမမတ်တက်ရက်ပြီးအရင်ကမိမိဟာအိမ်ထောင်ဦးစီးတယောက်အနေနဲ့လုံးဝတောင်မကြေခဲ့ကြောင်းမိသားစုဝင်တွေကရှန်နာဟွာပေါ်မတရားလုပ်ခဲ့တာတွေကိုအိမ်တွင်းအေဂျင့်ရဲ့အတွက်ဆိုပြီးသူမကိုပဲအမြဲတမ်းအရှုံးပေးတိခံခိုင်းခဲ့မိကြောင်းဝန်ခံလိုက်ပါတယ်ရှန်နာဟွာဟာတကယ်ကိုအလုံးလုံးနိုင်ပြီးဉာဏ်ပညာရှိကအကျိုးအကြောင်းသိတတ်တဲ့အမျိုးသမီးတဦးဖြစ်ပြီးလူတွေပြောနေကြသလိုလူပြင်းကျွေးမှလုံးဝမဟုတ်ကြောင်းနဲ့မိမိအနေနဲ့ဇနီးတဲ့ကိုကာကွယ်မပေးနိုင်ခဲ့တာကိုနောင်တရမိကြောင်းလူပုံလဲမှာတင်အမှန်တိုင်းဖွင့်ဟောင်းဝန်ခံလိုက်ပါတော့တယ်။ရွာသားတွေကလည်းလူကြံ့ကော်ရဲ့ရဲဝံ့တဲ့ဝန်ခံမှုကိုကြည့်ပြီးအုတ်အော်တောင်းနဲ့ချီးကျူးကြပါတယ်။ရှန်နာဟွာကလူကြံ့ကော်ရဲ့ပြက်သားတဲ့စကားတွေကိုသဘောကျမိပေမဲ့လူပုံလဲမှာဝန်ခံရုံနဲ့တော့စံတက်ကာလကနေချက်ချင်းမြဲတမ်းဆင့်တိုးပေးမှာမဟုတ်ပဲစံတက်ကာလ3လပြည့်ဖို့အတွက်2လနဲ့26ရက်တိတိလိုအပ်သေးကြောင်းတတိပေးလိုက်ပါတယ်။ရွာလူကြီးကလည်းရွာသူရွာသားတွေရဲ့တခဲနဲ့ထောက်ခံမှုအရာရှန်နာဟွာကိုရွာရဲ့ထူးချွန်မျိုးသမီးအဖြစ်တရားဝင်အတည်ပြုလိုက်တာကြောင့်သူမလည်းအားလုံးကိုပြုံးပြုံးရှင်ရှင်နဲ့ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။လူကြံ့ကော်ကစံတက်ကာလကိုတတ်မှတ်ရက်ထက်စောပြီးကြော်ဖြတ်လို့ရမယ့်နေလန့်ရှိသလားလို့မျှော်လင့်တကြီးမင်းမြန်းလာတဲ့ခါမှာတော့ရှန်နာဟွာကမိမိကိုလူမိသားစုရဲ့အရင်လိုပြဿနာများတဲ့အင်ကြီးစီကိုအမြန်ပြန်ခေါ်ခြင်းလို့လားလို့မေးခွန်းထုတ်လိုက်ပါတယ်။လူကြံ့ကော်ကအရင်အိမ်ကိုပြန်ခေါ်မှာမဟုတ်ပဲရှန်နာဟွာနဲ့အတူအိမ်ထောင်အစ်ပြန်လဲထူထောင်မှာဖြစ်ကြောင်းသူမကဒီအိမ်ကိုလေးမှာပဲနေခြင်းနဲ့ဆိုရင်လည်းမိမိကပါထုတ်ပိုးတွေနဲ့ဒီအိမ်ကိုလိုက်လံပြောင်းရွှေ့နေထိုင်မှာဖြစ်ကြောင်းအလေးနက်ပြောဆိုလိုက်ပါတယ်။အန်ဩစရာကောင်းတာကတော့ရောက်ခမကြီးကိုယ်တိုင်ကပါထိုစီစဉ်ကိုသဘောတူခွင့်ပြုပေးလိုက်ပြီးနောင်ကလေးတွေရဲ့အိမ်ထောင်ရေးကိုလုံးဝဝင်ရောက်ဆွတ်ဖက်ခြင်းမပြုတော့ပဲအေးဆေးဆေးနေထိုင်သွားမှာဖြစ်ကြောင်းကြက်ဥတွေနဲ့အတူလာရောက်တောင်းပန်တာကြောင့်ရှန်နာဟွာလည်းစိတ်ကျေနပ်စွာနဲ့လက်ခံလိုက်ပါတော့တယ်။ဒီကြားတဲ့ရောင်းမဖြစ်သူလူမေကလည်းအဝတ်စားတွေကိုပြန်လဲအနှံပြီးနောက်ယောက်ျားလေးတွေနဲ့တွေ့ရတဲ့အခါလုံးဝလိမ်ညာပြောဆိုတော့မှာမဟုတ်ပဲရိုးရိုးသားသားပဲနေထိုင်တော့မှာဖြစ်ကြောင်းအတိတရားရသွားတဲ့အကြောင်းပြောဆိုပါတယ်။ရှန်နာဟွာကလူမေရဲ့တိုးတက်လာတဲ့စိတ်ဓာတ်ကိုသဘောကျပြီးနောက်တစ်ကြိမ်အဝတ်စားလာငားရင်10%နှုန်းလျှော့ချပေးမယ်လို့ဆန်းနောက်လိုက်ပါသေးတယ်။အလားတူပဲကြက်ခိုးမှုနဲ့အပြစ်ပေးခံထားရတဲ့ခဲအိုဖြစ်သူလူကြံ့ကျွင်းကလည်း3ရက်တိုင်ရေခတ်ပေးတဲ့အလုပ်တွေပြီးဆုံးသွားပြီမို့မိမိရဲ့အပြစ်စရင်ကြေသွားပြီလားလို့လာရောက်မေးမြန်းရှာပါတယ်။ရှန်နာဟွာကစရင်ကြေသွားပြီဖြစ်ကြောင်းနဲ့နောက်တစ်ကြိမ်ထပ်မံခိုးယူရင်တော့ဥပဒေအရပြက်သားသားအေးအေးယူရလိမ့်မယ်လို့တတိပေးလိုက်တဲ့အခါလူကြံ့ကျွင်းလည်းကြောက်လန့်နဲ့နောင်ချက်တွေကိုမြင်ရင်တောင်လမ်းဘေးကနေရှောင်ကွင်းသွားတော့မှာဖြစ်ကြောင်းပြောဆိုတာကြောင့်အားလုံးကသဘောကျစွာနဲ့ရေမောကြပါတော့တယ်။နောက်ဆုံးမှာတော့လူကြံ့ကော်ကရှန်နာဟွာရဲ့ဆန်နောက်စကားတွေကိုတဘာဝကြနဲ့အလိုက်တင်ပြန်လဲတုတ်ပြန်တက်လာတာကိုမြင်တွေ့ရတာကြောင့်ရှန်နာဟွာလည်းလူကြံ့ကော်တယောက်စံတက်ကာလအတွင်းမှာအတော်လေးလိမ္မာရင်ကြီးလာပြီးအပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေရှိလာတာကိုသဘောကျနှစ်ချိုက်သွားပါတော့တယ်။အရင်ကနှိမ်ချဆက်ဆံခံခဲ့ရတဲ့ဝါရုတ်တုတ်ချွေးမရှန်နာဟွာဟာအခုတော့သူမရဲ့ပြတ်သားတဲ့စိတ်သက်ဉာဏ်ပညာနဲ့ထက်မြက်လာတဲ့စကားလုံးတွေကြောင့်လူမိသားစုတစ်ခုလုံးကိုတင်မကပဲရွာထဲကအတင်းဖြင်းသမားတွေကိုပါပိုင်နိုင်ကြီးနှိမ်နှင်းအောင်နိုင်ပြီးမိမိရဲ့ဂုဏ်သိက္ခာနဲ့တန်ဖိုးကိုအများရှိမှတောက်ပစွာတက်တည်ပြနိုင်ခဲ့ပါတော့တယ်။လူကြံ့ကော်ကမျောလင်းချက်ပြည့်နဲ့မိမိအနေနဲ့အမြဲတမ်းခင်ပွန်းဖြစ်ပြန်လဲတက်မှတ်ခြင်းခံရပြီလားလို့မေးမြန်းလာတဲ့အခါမှာတော့ရှန်နာဟွာကအမြဲတမ်းဆင့်တိုးပေးဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့နောက်ထပ်စည်းကမ်းချက်3ခုကိုထပ်မံလိုက်နာရဦးမှာဖြစ်ပြီးပထမအချက်အနေနဲ့အိမ်တွင်းကိစ္စဝဝကိုအတူတကွတိုင်ပင်ဆွေးနွေးရန်ဒုတိယအချက်အနေနဲ့တာယာယိုသေးမှုကိုအကြောင်းပြပြီးသူမကိုစိတ်ပိုင်းဆိုင်ရာဖိအားမပေးရန်နဲ့တတိယအချက်အနေနဲ့နောက်ခါဘယ်သူမဆိုသူမကိုလာရောက်နိုင်ခြင်းရင်လူကြံ့ကော်ကရှေ့ကနေအရင်ဆုံးဝင်ရောက်ကာကွယ်ပေးရန်လို့ဖြစ်ပါတယ်။လူကြံ့ကော်ကလည်းချက်ချင်းပဲသဘောတူလိုက်ပြီးသူမကိုပြန်ပိုင်ဆိုင်ခွင့်ရတာဟာမိမိအတွက်တကယ်ကိုအမျက်ဆုံးကြီးဖြစ်ကြောင်းချိုသာစွာဖွင့်ဟောင်းဝန်ခံလိုက်ပါတယ်။ရှန်နာဟွာကချိုသာတဲ့စကားတွေကိုသဘောကျမိပေမဲ့ဒါတွေကိုလည်းအလွန်ကြုံမဖြစ်စေဖို့စာထဲမှာမှတ်တမ်းတင်ထားရအောင်မယ်လို့စနောက်လိုက်ပါသေးတယ်။လူကြံ့ကော်ကပြုံးရှင်စွာနဲ့ပဲလူကြံ့ကော်ကရှန်နာဟွာပေါ်တစ်သက်လုံးကောင်းမွန်တဲ့ဘဝမျိုးပေးဆက်သွားမှာဖြစ်ပြီးအရင်ကအကျွေးကိုနေ့စဉ်လစဉ်မပြတ်စရင်ရှင်းပြီးပေးဆက်သွားမှာဖြစ်ကြောင်းအလေးနဲ့ပြောဆိုလိုက်တဲ့အခါမှာတော့ရှန်နာဟွာလည်းဒီလိုမျက်ဆုံးရှိတဲ့အကျွေးစင်းမျိုးကိုတော့အလွန်နှိမ့်ချိုက်စွာနဲ့ပဲမှတ်တမ်းတင်ပေးလိုက်ပါတော့တယ်။ထိုအချိန်မှာရောက်မဖြစ်သူလူမေကမိခင်ဖြစ်သူရောက်ခမကြီးကညစာအတွက်ဘာချက်မလဲလို့မေးခိုင်းတဲ့အကြောင်းလာရောက်မေးမြန်းရှာပါတယ်။ရှန်နာဟွာကညစာအတွက်ဘာစားရမလဲဆိုတာကလုံအားပေါ်မှာပဲမူတည်ပြီးအလုံးမလုံးတဲ့သူကတော့ဟင်းရီပဲတောက်ရလိမ့်မယ်လို့စီကံထုတ်ပြန်လိုက်ရာလူမိသားစုဝင်မောင်နှမတွေကဟင်းရီပဲတောက်ရမှာဆိုတာကြောင့်ထင်းခွဲမဲ့သူကခွဲဟင်းဒီဟင်းရဲ့စွမဲ့သူကစွမီးမွေမဲ့သူကမွေနဲ့အတီးတီးအလုတ်ကိုစီပြတယ်လဲလောက်ကင်ကြပါတော့တယ်။ရှန်နာဟွာကလည်းအလုတ်စူးစမ်းကြတဲ့အတွက်ညစာမှာကြက်ခုဟင်းပါထည့်သွင်းချက်ပြုတ်ပေးမယ်လို့ကတိပေးလိုက်တာကြောင့်လူမိသားစုဝင်အားလုံးဝမ်းသာအားရနဲ့ပျော်ရွှင်သွားကြပါတယ်။အရင်ကနှိမ့်ဆက်ညှဉ်းပန်းမှုတွေနဲ့ပြည့်နှက်နေတဲ့လူမိသားစုအိမ်ကြီးဟာအခုတော့ရှန်နာဟွာရဲ့စီကံတွေစနစ်တကျရှိမှုတွေကြောင့်စစ်မှန်တဲ့ပျော်ရွှင်စရာမိသားစုဘဝလေးဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။အရင်ကခံပြင်းနာကျင်ခဲ့ရတဲ့အဝါလုံးနဲ့ချွေးမှရှန်နာဟွာဟာအခုတော့သူမရဲ့ပြတ်သားတဲ့စိတ်သက်ဉာဏ်ပညာနဲ့ထက်မြက်လာတဲ့စကားလုံးတွေကြောင့်
လူမိသားစုတစ်ခုလုံးကိုမိမိရဲ့လက်အောက်မှာပိုင်နိုင်ကြီးစီးကမ်းနဲ့ထိန်းချုပ်ကမောင်နှမတွေကိုပါအတိတရားရရှိအောင်ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့ပြီးအမှန်တကယ်အောင်နိုင်သူတယောက်အနေနဲ့စစ်မှန်ပြီးတာယာလာပါတဲ့အိမ်ထောင်ရေးဘဝတစ်ကိုပျော်ရွှင်စွာနဲ့တရားဝင်စတင်ဖွင့်လှစ်လိုက်ပါတော့တယ်